ဆရာရွှေမင်းတနုဖြူမြာယာစာတုတ်ပြီးကျွန်ုပ်နဲ့မင်းသားကြီးတနေ့တနေ့ကျွန်ုပ်တုတ်ပြီးထန်းတို့တကြီးပါစီနဲ့ဆေးစရာဥရရာချန်ရောက်လာ၏လွမ်းစေဒီဖျားပွဲတော်ကိစ္စတိုင်မေရအောင်ပါဗျာစိုးစမ်းပါအောင်တကြီးဘလို့စီစဉ်များရှိလို့လေဖျားပွဲတော်မှာမနစ်ကလိုပဲပွဲတဲ့ခြင်းတဲ့ဆရာတို့ရွာသူရွာသားတွေကလည်းဇာနာရှိနေကြတယ်ဟဲ့ဟဲ့တကြီးနဲ့ရွာသူရွာသားတွေစန္ဒကမှားဤဝေစားအဖွဲ့ကိုပြန်ငားချင်မိနဲ့တူတယ်အမလီတော်ပါတော့ဆရာတို့ရဲ့တော်ပါတော့မှားဤဝေဆိုကြောက်လွန်လို့ပါတရွာလုံးဒိုးစလန်သစ္စလာပါပဲတကြီးပါစီထိတ်လက်တကြားပြောဆိုမှုကြောင့်ကျွန်ုပ်တို့ရဲမိကြပါတယ်ဒါဖြစ်တကြီးတို့ကဘလို့အစီအစဉ်များရှိကြပါတလဲကျွန်ုပ်တို့အများစန္ဒအရာကြုံတိုင်းရွာသူရွာသားတွေပါဝင်တဲ့အရာပြဆကစေခြင်းတွေဗျာမြို့ကဇက်တာငှားမယ်ဆိုရင်ကုန်ကြစိတ်ကနဲမှာမဟုတ်ဘူးမှားဤဝေလို့အာလကားကူညီပါမယ်ဆိုတဲ့စားကြောက်ကျွန်ုပ်တို့ကြုံတိုင်းရွာဘက်လောက်များဖိုးဖိုးညံ့ညံ့ကြေးခဲ့ရတယ်လေအဲ့ဒီတာရကကိုယူပြီးကိုရွာကိုလူနဲ့ပဲပျော်ပျော်ရွှင်ရွှင်ဇက်ကစေခြင်းတွေဗျာဘယ်နဲ့လဲဇက်တို့ဇက်ကချင်တာကတော့ဟုတ်ပါပြီဒါပေမဲ့ဇက်လန်ဇက်တိုက်မဲ့ဒရိုက်တာမင်းသားမင်းသမီးရွေးဖို့အိုးဗျာကျုပ်တို့ကြုံတဲ့ရွာမှာဒီလိုရည်ချင်းရှိတဲ့လူတွေရှိပါတယ်ဗျမှားပါတယ်ဆရာကြီးဒါပေမဲ့မပြောမပြီးမသိမမီဆိုသလိုလိုအပ်ချက်တွေထည့်စဉ်းစားရမယ်ဆိုပါတော့လူအင်အားကစိတ်ကြိုက်ရွေးနိုင်တဲ့ထောင်းစိုင်းဇက်ပစ္စည်းငှားရမယ်ဒါကတော့ကြေးရွာအစည်းအဝေးခေါ်ရမှာပေါ့ဗျာလောလောဆယ်ကကျုပ်တို့ရွာမှာအထူးထင်ရှားတဲ့ဆရာတို့လိုပုံကိုမျိုးကိုတိုးတင်မတိုင်မေရကြမှာစိုးလို့လာခဲ့တာပါဗျာဒါဆိုလေကျွန်တော်အကောင်ဆုံးစဉ်းစားလိုက်ပါမယ်လေနည်းနည်းလေးမှမြောက်လို့ကိုမရဘူးတကြီးပါစီနဲ့ဥရရချမ်းတို့ပြန်သွားကြတော့အခါကတုတ်ပြီးကျုပ်လဲမင်းသမီးပဒုံးစိန်နဲ့ရက်တော်များများနေလာခဲ့တော့မင်းသမီးပညာတချို့ရတာတယ်တော့စက်တယ်ဝင်ပါနိုင်ပါတယ်ရှင်ဟေးဟုတ်တယ်ရှတ်တို့ကျွန်တော်လဲစက်သမားတွေစီမှာပညာယူရတာပါဗျအထူးတစ်ဖြင့်မင်းသားလူမုံရဲ့အမူအရာတွေကိုပေါ့ပြတ်ဆက်မင်းသားဘိုက်ကလေးလေးမခန့်လားဗုဒ္ဓရှတ်တို့ရွေးမယ်ဆိုရင်ကိုတော်ကရွှေထုတ်ကိုမင်းသမီးရွေးနော်ကျွန်ုပ်နဲ့မတ်သေးမြင်ကရဲညင်စိတ်ကိုမျိုးတိတ်ပြီးနှက်တဲ့ရည်အေးပါဝါရရွာနဲ့ညှိပြီးမင်းကိုထိတ်ဆုံးကစဉ်းစားပါမယ်စိတ်ချမင်းနော်ရွှေထုတ်နဲ့တွဲပြီးကရလို့များကတော့ကျွန်တော်တေးပြောပါပြီဗျာယောဂကေးပါကွာတွားကျွန်ုပ်ဘလို့စီစဉ်ရကောင်းမလဲလို့စဉ်းစားပြစီဟုတ်သူတို့နှစ်ဦးထွက်သွားတော့အခါမှကျွန်ုပ်ဒီခေါင်းအေးနဲ့စဉ်းစားခန်းဝင်၏ထိုမှပြီးခဲ့တဲ့နှစ်ကကြောင်တန်းရွာတို့မှိုင်းရီဝေစားဖွဲ့ကြီးရောက်လာပုံကိုပြန်ပြောင်းတရိယာမိတော်ဒီတကားစကားဟောင်းကိုပြောရင်အရှက်ရတတ်တယ်လမ်းကောက်ကိုလိုက်ရင်အချိန်ကုန်ရတတ်တယ်ဆိုတဲ့စကားပုံလိုပဲရှက်ဖို့ခေါင်းတဲ့အတွေ့အကြုံမှားတစ်ခုဟာကျွန်ုပ်အဖို့တင်မဟုတ်ကြုံတိုင်းရွာတရွာလုံးမှာငွေနဲ့အချိန်နဲ့ဆက်ဝယ်ခဲ့ရဘူးပါလားတနေ့တနေ့ငပြူနောင်ဒီမြို့မှပြန်လာရင်စားပါလာ၏ဦးကြီးကတုတ်ပြီးရဲ့သူလေးမှတ်မိလားလူမုံဟောမှတ်မိတာဗောကျွန်ုပ်သူတော်ဝဲပါသူမိဘတွေစုံသွားကြတဲ့ကရွာကထွက်သွားတာ10နှစ်လောက်ရှိရောဗောခုဒီကောင်မြို့မှာကြီးပွားနေတယ်ဗျစက်စရာဆိုလားမင်းသားဆိုလားဒီမှာသူ့စာကျွန်ုပ်လဲငပြူနောင်ယူလာတော့စာကိုဖွင့်လိုက်၏ဦးလဲတို့ပြီခမသူမောင်ရိုသေးစွာဖြင့်အကြောင်းကြားအပ်ပါသည်ယခုသူမောင်ဒီမှားဤဝေစားဖွဲ့ကြီးစက်စရာစာရေးစရာဒရိုက်တာပြဆက်မင်းသားဖြစ်နေပါပြီတို့ပါ၍မွေးစားသည့်ကြုံတန်းရွာကလေးတို့ကူညီလို၍ရွာ၏လမ်းစေတီဖျားတွင်ကျွန်တော်၏ဇက်ကိုအဖိုးကငွေကြေးမလိုပဲအလားကြီးလာရောက်ကပြဖျော်ပြလိုပါသည်ဦးလေတို့ပီတို့အနေနဲ့ယုံဆောက်ပေးခြင်းနှင့်ဇတ်သူဇတ်သားများအားကျွေးမွေးရန်သာဖြစ်ပါသည်ရွာနှင့်ညှိနှိုင်းပေးပါကပေးစေခြင်းပါသည်ရက်ကိုအကြောင်းပြန်ပါရန်သူတော်မောင်လူမုံကျွန်ုပ်ဒီဇာဘတ်ပြည်တွေနှင့်ဝမ်းနာလှိုက်လဲခြင်းများစွာဖြစ်ရကားမင်းဘရော့မြို့သွားမှာလဲငပြူနောင်တပတ်ခါခရမ်းလေးသွားဖို့ရအောင်မဲဦးကြီးတို့ပြီဟုတ်ပြီဒါဆိုရင်မနဲ့ဖြန်ခါညကျွန်ုပ်စီလာခဲ့အောင်ကျွန်ုပ်အကြောင်းပြန်လိုက်မယ်ဟုတ်ကဲ့ကျွန်ုပ်ဤဝမ်းနာချင်းပီတိတက်ကိုကူးဆက်စေရန်အတွက်မှတ်သေးမြင်ကိုလှမ်းခေါ်မိ၏တေးမြင်တာကတုတ်ပြီးအသက်မှရှူနိုင်သေးရဲ့လားစနိုက်ခေါ်နေတာဘာလို့လာစမ်းပါအောင်ဟာဒီမှာအရေးကြီးတဲ့စာဆောင်ရောက်လာလို့အထိတ်တံမလာတာတော့ဘာစားလေတစ်တော်ဥပဒေနဲ့ညှိတဲ့တားကောင်တွေကိစ္စခေါ်ပြဖို့စားလိုက်ရင်မင်းတို့မိမတွေဟာတေးစကားများတော့ဟိုးကွာငါသူလူမုံရဲ့စားပါအော်လူမုံလား
လူမုံရွာကထွက်လာတာကြာပေါ့ဘာလေမိမရပြီတဲ့လားကောင်းပလီတော့လူဆိုတာတီးချိန်တန်းတီးပွေ့ချိန်တန်းပွေ့ ဟေးဟေးကျွန်ုပ်ပြောတော့စကားများကိုစောင်းဝနားမထောင်ပဲသူတင်ရစိုးတင်နေတော့မှတ်တဲ့မြင်ကိုကျွန်ုပ်စိတ်မရှင်နိုင်တော့ရကားပေါ်စမ်း ဟဲ့တောက်ပလုတ်တုတ်အော်တော့ကဘာလေကျုပ်ကိုစိန်ဟောကျင်တာပေါ့ တဲမီခွန်းတုတ်တန်ကငရုတ်တီထောင်းနေတော့ဘိုက်ကလေးပါအပြင်ထွက်လာစေပြီးကျွန်ုပ်ဤဒေါရသွေးများပါစူဝက်လာစေ၏ကျွန်ုပ်ကရက်ရွာကောင်းကျိုးကိစ္စပြောဖို့ကွာ ဟိုက်အော်ကျုပ်ကလေတော့သူကြိုးကိစ္စပြောတာပဲမဟုတ်လားကတုတ်ပြေကေးပါဗျာတော့ကြပါတော့ညောက်စလုံးကအကျိုးကိစ္စတွေပြောနေကြတာပဲဟာဟိုးကလေရက်ကျိုးရွာကျိုးဟိုးကလေသူ့ကျိုး တော်ပါတော့ဘိုက်ကလေးရာအားလုံးအကျိုးတွေဖြစ်ကုန်တော့မှာပဲကြောက်သူလူမောင်ကြောင့်ပြောမလို့ဟာသေးမြင်ကကြိုပြောနေလို့ကွာ ဟာလူမုံစီကစားဟုတ်လားကျွန်တော်တကယ်ချင်းမတွေ့တာကြာပြီဘာလို့ရေးထားတာလဲဆရာတို့ ဤလိုကွာဘိုက်ကလေးရလူမောင်ကမှိုင်းဝေဆိုတဲ့စားပွဲကြီးမှာဇက်စရာတရိုက်တာမင်းသားတဲ့ တော့သူဆိုတော့တော့လို့ပဲတိတ်တော်မှာပေါ့တော့ သေးမြင်ဤအငေါ်သူလိုက်သည့်စကားကခံမြင့်ွယ်ကောင်းတော်လဲလူရင်းပြောက်ပြီဆိုတဲ့ဖြစ်ကျွန်ုပ်လည်းတီးခံနေလိုက်ရပါတယ် ဒီကောင်တော်တော်စူးစမ်းခဲ့တာကိုရွာသားတယောက်အနေနဲ့ဂုံစရာပဲဗျာ ရော့ဒီစာဖတ်ကြည့်တို့ရွာရဲ့လွမ်းစေတီဖျားပွဲမှာသူ့ဆက်အလကားကပေးမရဲကွာငွေပေးဖို့မလိုဘူးရွာကိုကွန်ပျူတာအနေနဲ့ပေါ့ဘိုက်ကလေးကစာရွက်ကိုကောင်းယူစွာနဲ့ဖတ်နေတော့ဤ အင်းဖျားပွဲကရက်20လောက်လူတွေတယ်စတ်တို့ဘလို့စီစဉ်ပါလေ တကြီးပါစီနဲ့တိုင်မေရအောင်မဲကွာဇတ်တူဇတ်သားတွေကိုတော့ရွာကတတ်နိုင်တဲ့အိမ်တွေကနေလူခွဲတန်းချပြီးကျွေးမွေးရမှာပဲမသေးမြင်ကတော်ရင်စွာမေးဤ အဖြစ်မင်းသားမင်းသမီးတွေကိုအနီးကမြင်မှုရတော့မှာပေါ့နော်ကုတ်တုတ် ဒါဘောဟာအနီးကတောင်မဟုတ်ဘူးအဲ့ဒီဇတ်တစ်ဖွဲ့လုံးကျွန်ုပ်တို့အိမ်မှာအရင်သေးကြမယ်နောက်မှရက်ရွာကအိမ်ကိုလူခွဲတန်းချရမှာကဲဟေးကျွန်ုပ်တကြီးပါစီအိမ်ကိုတွားလိုက်အောင်မယ်တကြီးပါစီနဲ့ဆွေးနွေးတိုင်ပင်ပြီးတဲ့ကာလတကြီးပါစီကရေးပေါ်မောင်းထု၍ရွာလူတို့အားစစ်ခေါ်လိုက်ပါတယ်ဒူးဒူးဒူး အကြီးတော်ကြီးတကြီးမောင်ပြိုးတကြီးမောင်ပါများရေးပေါ်ပြန်ပြီးလဲမသိဘူးဒီမှာထမင်းအောင်ဖျောက်မစားရဘူးဟတ်ကိုရင်သားခင်ရှင်အိမ်သာတက်တာမပြီးတော့ဘူးလားကြားတယ်မဟုတ်လားမောင်ထုတယ် ဒီတကြီးကလည်းတစ်မျိုးဖြောက်တော့မဖြောက်ဘူးဟေးဤတို့ဖြင့်ကြုံတိုင်းရွာသားများစုယုံရောက်လာကြ၏စကားမစမီတကြီးပါစီထုံးစံအတိုင်းရေတစ်ခွက်တောက်မီပြု၏ညံဆန်စေရန်ကျွန်ုပ်ကရေတစ်ခွက်ခတ်ပေ၏တကြီးရေခမများတို့သိကြတဲ့အတိုင်းဟိုးဒီကြုံတိုင်းရွာရဲ့လူကြီးတူဖြစ်တဲ့မြန်ရစာတွတ်ပီစီကိုမြို့ကစားဆောင်ရောက်ရှိလာပါတယ်ပရိသတ်များကမျော်လင့်တကြီးနားဆိုင်နေကြ၏ခမများတို့သိကြမှာပေါ့ဆရာတွတ်ပီရဲ့ညီမဝုံခွဲမတ်သေးမှုံကိုစုံသွားတာ10နှစ်ကျော်ပြီပဲသိပါတယ်တကြီးအဲ့ဒီမသေးမှုံရဲ့သားလူမောင်ကိုရောမှတ်မိရဲ့လားတဲပေးရှိတဲ့တကြီးပဲလူရင်းကိုမရောက်တော့ဘူးလူပုတလောက်လေရှိတဲ့မိကြောင်းသားမှတ်မိပါတယ်တကြီးမကြည်ဝါမချမ်းသာရင်ကြုံတိုင်းရွာကိုမပြန်ဘူးလို့ကြောင်းဝါခဲ့တဲ့လူမုံသူခုထီပေါက်လို့လားခင်ဗျလူမုံထီပေါက်တာဆိုတရွာလုံးဝမ်းသာခြင်းမှဝမ်းသာမယ်အခုကိစ္စကတရွာလုံးဝမ်းသာကောင်းယူစရာဖြစ်ပေတယ်တကြီးပါစီကအရေးကြီးတော့အပိုင်းရောက်လျင်ဤနယ်ချွဲကပ်ခြင်းရှိပေရာကျွန်ုပ်ရေစင်တဲ့ယူပေးလိုက်နှခါရှိပြီလူမုံရဲ့စားပွဲကြီးဟာကျွန်ုပ်တို့လွမ်းစေတီဖျားပွဲမှာငွေကြေးမပါပဲလာရောက်ကူညီဖို့ဟောဒီကဆရာတွန့်နဲ့ကြောက်စီအကြောင်းကြားပါတယ်မှိုင်းဝေစားပွဲကြီးတဲ့ကွာကြားဘူးတယ်ကြည့်တော့မကြည့်ဘူးမင်းသမီးတွေကရောချောရလာဟင်ဩကြားဘူးတယ်မကြည့်ဘူးဆိုမှဗျာတိုက်ကြပါနားထောင်ကြပါကျုပ်ပြောချင်တာကအဲ့ဒီဇာပိုင်ရှင်ဟာကျုပ်တို့ကြုံတိုင်းရွာသားလူမုံဖြစ်နေတယ်လို့အဲ့ဒီဇက်ဆရာစာရေးဆရာဒရိုက်တာပြဿမင်းသားဟာလေလူမုံပဲဖြစ်နေတယ်ဒါကြောင့်သူ့ရဲ့စာတိရွာကိုအကျိုးပြုခြင်းလို့ကားပြခြင်းပါတယ်ခမည်းတော်သဘောတူကြရဲ့လားတူပါတယ်ဟေးတူပါတယ်ဖျားပွဲမှာစောင်းအောင်ကြည့်ရမယ်ဟေးဖျားပွဲအရန်စီကားမှာပဲဟေး တိုက်ကြပါနားထောင်ကြပါအခုရေးကြီးတဲ့အပိုင်းရောက်လာပါပြီဟင်းရေလဲခတ်မပေးတော့ဘူးကျွန်ုပ်လဲအမြင်ကလှတဲ့ဖြစ်ရေခတ်မပေးတော့ရာဘာစီလဲသူ့ဘာသာသူတွားတော့ရရှာ၏မှားရီဝေစားဖွဲ့ကိုတုတ်တုတ်ကြေးရွာကငွေမပေးရပေမဲ့ကျွေးမွေးဖို့ကတော့တာဝန်ယူရလိမ့်မယ်တအိမ်စီအလှဲ့ကြပေါ့တအိမ်2ယောက်3ယောက်စားတဲ့ဖြစ်စားဖွဲ့သားတွေကိုကျွေးမွေးရမယ်စိတ်ကြပါတကြီးကျုပ်တို့ကြုံတိုင်းရွာသားဟာတသားရရမှာထက်တန်ပြီးသားပါထိုချိန်ကဘုဒ္ဓတာနဲ့ပြည်ဆောင်တော့ကျောင်းဆရာလေးကူကြည်နိုင်မှာလဲကျောင်းမိတ်ထားတဲ့ဖြစ်မြို့တို့ပြန်သွားချိန်ဖြစ်ရကာကျွန်ုပ်တို့အဖို့မိမိမကျွမ်းကျင်တော့အလောက်ကိုလောက်ကန်ရမည်မို့
မတိတော်အသီးကိုစားမိ၍မူးသားတကဲ့သို့မတိတော်လမ်းကိုရှောက်မိသူတကဲ့သို့လာမရောက်ခဲ့ခြင်းကိုနာဝန်ခါမှသိရပေတော့သည်ကျုပ်တို့ရွာကိုကျေးဇူးပြုသူကိုကျေးဇူးပြန်ပြီးပြုကြပါစေတနာဆိုတာထားတတ်ရင်တန်ဖိုးရှိပါတယ်ဒီတော့မှားယူဝေးစားပွဲလာရင်အဲ့ဝတ်မကြေတာမျိုးမဖြစ်ပါစေနဲ့လို့ကျောက်ကမှားကြချင်ပါတယ်ဇက်ခုံဆောက်ဖို့အစီအစဉ်ကိုတော့နီးမှထန့်ညွန်ကြပါမယ်ဖျားပွဲတော်တွင်စားကြီးတစ်ဖွဲ့လာကမြေတိကြရတဲ့ဖြစ်ရွာသားများမှာပျော်ရွှင်စွာအိမ်မြန်ကြကုန်၏အချို့လဲစမ်းလက်မျောမှန်းကြကုန်၏အထွေထွေသည်ဖျားပွဲတော်မှာအိမ်ကဟာမကြီးကိုဈေးအောင်ခိုင်းရမယ်မင်းကဘာလုပ်မင်းသမီးတွေနဲ့မိတ်ဆက်မယ်အဝတ်လဲတဲ့အခါထရံပေါက်နာမယောင်မလဲကပ်ပြီးလေလာရမယ်နောက်တစ်နေ့နံနက်တွင်ခရမ်းချင်တီတောင်းများလှဲပြည့်တင်တာတော့လှဲတစီကျွန်ုပ်အိမ်ရှိလာရ၏လှဲပေါ်မှဆင်လာသူကကိုရင်ငပြူးနောင်သည်သူမြို့သက်မီဦးကြီးကတုတ်ပြီးအစင်းနဲ့ပဲလားအေးပါကွာထိုင်ပါအောင်အဖိုင်လေးလေးပါလေတောက်ဆက်တာလည်းမီစခွေငပြူးနောင်မင်းကတို့ရွာအတွက်မင်္ဂလာတည်းယူလာတဲ့သူမှုထိုက်ထိုက်တန်တန်အိတ်ခံနေရတာဟေဟေဒီလိုလည်းမဟုတ်ပါဘူးအင်းမြင်ဟာငပြူးနောင်ကိုတင်းမြင်ဧည့်ခံနေစဉ်ကျွန်ုပ်ရေးထားသောစာကိုတစ်ခေါက်ပြန်ဖတ်၏သူမောင်လူမုံကျွန်ုပ်သူ့ပြီးအကြောင်းပြန်အပ်ပါသည်သူတော်မောင်ကူညီမိအကြောင်းကိုတကြီးပါစီမှအစတရွာလုံးဝမ်းသာအားရလက်ခံကြပါသည်တို့အတွက်ကြောင့်သူတော်မောင်မှိုင်းယူရဲ့အဖွဲ့ကြီးဟာတပေါင်းလာပြည့်မတိုင်မီ3ရက်အလိုတွင်ကြုံတန်းရွာတို့ရောက်ရှိစေခြင်းပါသည်တို့မှသာ14ရက်15ရက်လပြည့်နှင့်လပြည့်ကျော်တရက်စုစုပေါင်း3ညတိတိဇက်ကနိုင်ပါလိမ့်မည်ကြိုဆိုလျက်ညာယာစာတုတ်ပြီးအခြားဘာမှအုံးလဲဦးကြီးတို့မင်းလည်းတိတာအတိုင်းပဲတရွာလုံးကကြိုဆိုနေတယ်ဆိုတာပြောပြလိုက်ပါကွာဟုတ်ပလားတပက်ခါညနေနေရိုင်းတင်းချိန်လောက်ဆိုကျွန်တော်ပြန်ရောက်ပါပြီသွားပြီပြို့ကိုပိုက်ကလေးကဘာမှအုံးမလဲလူမုံတတိကြရတာဝမ်းနာတယ်လို့တို့တငယ်ချင်းတွေအများဆုံးပြန်ဆောင်ဖို့စောင့်နေတဲ့အကြောင်းပေါ့ဗျာအေးပြောလိုက်မယ်ဟိနောက်တစ်နေ့တွင်ကျွန်ုပ်နှင့်ဘိုက်ကလေးတို့ထုံးစံတိုင်းရိုးမတော်တွင်တို့ထွက်ခဲ့ကြရာတွေ့သည်မြလူများကမှားယီဝေစအကြောင်းသာစူးစမ်းကြ၏ဆရာတို့မင်းသားကတိတ်ထောဆိုးဗျလူရှင်တော်တွေကလေတအားရရတယ်ဆိုဟုတ်လားကျွန်ုပ်လည်းမကြည့်ဘူးလေဆရာတို့ကလေကိုတူဇက်ပဲတည်င်းမလင်းလေးတော့ကြားမှာပေါ့ပြောစမ်းပါဦးတဲခက်တော့ကျွန်ုပ်တူပေမဲ့ကွဲကွာနေတာ10နှစ်လောက်ရှိပြီဟာကျွန်ုပ်တို့ရွာလဲမှားယီဝေကိုတိတ်စိတ်ဝင်စားနေပြီဟေးဟုတ်ပါဟုတ်တယ်ဆရာတို့သူတို့ကလေဇက်ကိုစိတ်ဝင်စားတယ်လို့ကျွန်ုပ်တို့ကလေတားကုန်များများရအောင်ရှာရလိမ့်မယ်ဗျဟေးဇက်စိတ်ဝင်စားတာနဲ့တားကောင်များများရှာတာဘာပတ်သက်နေလို့လဲကွာဘိုက်ကလေးကကျွန်ုပ်ကဲ့သို့ပင်မရှိတော့မုတ်စိတ်မွေးကိုတတ်တရာပြုတ်၍ဇက်ဖွေလာရောက်တဲ့အခါရိတ်ခါပြည့်စုံနေဖို့လိုတယ်သူတို့ရောက်လာရင်ကျွန်တော်တို့အမဲပြစ်ထွက်ဖို့မလွယ်တော့ဘူးအလုတ်ရှုပ်တော့မင်းအချိန်ရမှာမဟုတ်ဘူးဒီဇက်မှာလူမုံပြီးရင်ဆရာတို့ကအခရာမဟုတ်လားဗျတော်တယ်ကွာတပည့်ကြီးတုတ်ပီတပည့်ကောင်ပြီးတာပါပေတယ်ချီကျူးတာတော့အမှတ်ကယူသေးယနေ့အဖို့တော့ကျွန်ုပ်တို့ကံကောင်းလှကြည်ဒီတကားရေစင်းတော့တော့ခြေတကောင်ကိုရလိုက်ချင်းကြောက်သည်တိုင်မရှောင်ရင်လို့တလားဟေးတနေ့တကောင်နှုံးစုတပေါင်းလိုက်ပြီးမတိုင်ခင်အကောင်30ပြနော်ရှက်တို့ကျွန်ုပ်ကလည်းခုတလောတိတ်လက်ရနေတာဟိုးတပည့်ကြီးရနည်းနည်းလေးမှအပြောမခံဘူးခါတိုင်းကြီးကုန်ခဲ့တာတော့ထက်မတွက်ဘူးတို့ဖြစ်ကျွန်ုပ်မြန်စာတုတ်ပြီးနှင့်တပည့်ကျော်ဘိုက်ကလေးတို့ဒီရွာတို့ဝိကြွားစွာပြန်လာခဲ့တော်သည်အိမ်ရှင်း၌ရွာရွာသားများဝိုင်းနေကြတဲ့ဖြစ်အသေးချာကြည့်လိုက်မိရာစားပစ္စည်းများတင်ထားတော့ကားကြီးနှစီးကိုဝိုင်းကြည့်နေကြောင်းသိရချေဟာဘိုက်ကလေးကြီးအိမ်ရှိမှာဘာတွေဖြစ်ကုန်ပြီလဲဟာစားပွဲကားတွေရောက်နေပြီရှားတွေ့ဟေးမှားယီဝေကလာဖို့ရရက်20လောက်လိုသေးတယ်ဟာကျွန်ုပ်တို့ကိုမြင်တော့ရွာသားများကအားရဝမ်းသာဟာဆရာတို့အမဲရလာတာနဲ့စားပွဲတွေရောက်လာတာနဲ့အတော်ပဲဗျို့ဟိုက်တခုတော့မှားနေပြီထင်တယ်ကားနစီဘေးတွင်ပစ္စည်းများချရန်ညွှန်ကြားနေတော့လူမုံကကျွန်ုပ်ကိုလှမ်းခေါ်၏မသေးမြင်တဲ့ဘိုက်ကလေးကအမဲကိုဆက်တယ်သွား၏ဟာဦးလက်တို့ကဲလာစမ်းပါဦးလူမုံရမင်းစီငပြူးနောင်မလာဘူးလားလာတယ်လေဦးလက်တို့သူလာပြောလို့ကျွန်တော်ချစ်ချင်ကားငါးပြီးထွက်လာတာဗျငပြူးနောင်ကမင်းကိုစာမပေးဘူးလားအဲ့ဒီစာမှာဘယ်နေ့မှရွာကိုလာပါဆိုတာပါတယ်ဟေး तू မပေးဘူးတရွာလုံးကကြိုနေတယ်အများဆုံးလာပါဆိုလို့ကျွန်တော်လိုက်လာတာဗျဘယ်မှာလဲဒီငပြူးနောင်သူမိုးချုံမှာရွာရောက်နေမယ်ထင်တယ်လှဲနဲ့လာနေရတာကိုကျွန်ုပ်ဒီငပြူးနောင်ကိုဒေါ်တာထက်စွာစောင့်မျှော်ရင်းမိမိသူ၏စားဖွဲ့ကိုရက်ပေါင်း20ကျော်မြကြေးရွာကကျွေးမွေးရတော့မီကိုပူပန်မှုများစွာရှိရချေသည်သို့တော့ကျွန်ုပ်ဒီစားဖွဲ့နှင့်ပတ်သက်၍တာဝန်ယူထားရသူဖြစ်ရာကပူပန်မှုကိုမပြတာပါချေအေးလေဒါဆိုလေမင်းတို့ဇက်ပစ္စည်းတွေနေရာချကြဟိဟ
ငပြူးနောင်သင်းတော်လားလာပါစေဦး လဲခလောက်တန်ကြရတဲ့ပြို့ငပြူးနောင်ပြန်လာပြီဆက်တို့ ဟုတ်ဒီခလောက်ကလေးတိုးတိုးတောင်တောင်ဖြင့်ငပြူးနောင်ပြန်လာချီပြီကော ကိုရင်ပြူးနောင်ခမရကိုဆက်တို့မျောနေတဲ့ပြို့ လူတဦးကပြေပြောထားတဲ့ဖြင့်ငပြူးနောင်ကျွန်ုပ်အိမ်ရှိတွင်လှဲရလိုက်ဟေးငပြူးနောင်မင်းဘာဖြစ်လို့စားအောင်လူမောင်ကိုမပေးတာလဲ ဟူကျွန်တော်စာပျောက်ကောင်းကွာလှုပ်လိုက်ဟာကျွန်ုပ်ဒီမိမိသူဤဂုံတိတ်ခါရ၎င်းမိမိဂုံတိတ်ခါရ၎င်းရွာဤစိတ်ဝင်စားမှုကြောင့်၎င်းဒေါသကိုချိုးနိုင်ကတွားတကြီးပါစီကိုစားဖွဲ့တော့စောစီရောက်လာနေပြီးကျွန်ုပ်လာခဲ့မယ်လို့ကြိုပြောပြထားလိုက်လောက၌စာမတတ်သူနှင့်မေတ္တသူဒီအညံ့ပြင်းဆုံးပေတကားဒီနေ့ကမကောင်းပါလားကျွန်ုပ်လေဒေါသများကိုမျိုးသိက်ကတကြီးပါစီအိမ်တို့ထွက်ခွာရအပြင် ဦးလေးတို့နေပါအောင် ဟင်းဘာများတော့ ကားကရှင်းပြပါအောင်ပစ္စည်းတွေချပြီးပြီ ဟေးကားခဟုတ်လားမင်းမတာမင်းရှင်းရမှာမဟုတ်ဘူးလားကွာ ကျွန်တော်တို့ကရွာကိုအခမဲ့လာပြီးကူညီတာမို့လားကားကတော့ဦးလေးတို့ကြခံရပါမယ်ထုံးစံတိုင်းပါနော် မျက်နှာငယ်ပြည့်တင်ပြလာတော့လူမုံစကားကစီလျော်တဲ့ပြည့်ကျွန်ုပ်စိတ်လျှော့ဤထားပါတော့ဘယ်လောက်ပေးရမှာတော့ မများပါဘူးတစ်စီးတစ်ထောင်နှစ်စီးနှစ်ထောင်နဲ့ပါ ဟေး ဟေးမနေနဲ့ဦးလေးတို့ဒါအတိကားတွေမို့ဈေးတက်တာနဲ့လိုက်ကူညီတာတခြားကားတွေဆိုတစ်စီး1500ကျမှာ ကျွန်ုပ်လေချစ်တီတန်းရှာတဲ့ကဲတော့ပြောင်းနေတော့ကတော့ကိုတာတပြင်းပြင်းကုန်းမိတော့တည်းကျွန်ုပ်တစ်နေ့လုံးအမဲလိုက်ပြီးစုဆောင်းတာတော့အဲ့ဒီလောက်ငွေကြေးမရပါဘူးကွယ်ကျွန်ုပ်မှမရှိဘူးမောင်လူမောင်ရဲ့ ဦးလေးတို့ကလည်းဗျာခုဦးလေးတို့တကြီးစီသွားမှာမဟုတ်လားအကျိုးအကြောင်းတင်ပြပြီးရွာအနေနဲ့ငွေစုလိုက်ရင်ဘာခက်ခဲမှလဲကျွန်တော်ကဦးလေးကိုစိုက်ခဲ့တယ်မှာမဟုတ်တာ အေးလေမဖြစ်ရွရတဲ့ကိစ္စမှမဟုတ်တာမဖြစ်ပြစ်အောင်လောက်ရတော့မှာပေါ့မင်းကားသမားတွေကိုခဏနားပြီးစောက်ခိုင်းလိုက်ပေါ့ဟုတ်လားတကြီးပါစီကိုအခက်တဲ့ပင်တွေ့ရချီဇက်ကားတွေရောက်နေတယ်လို့သတင်းကြရတယ်ဆရာတို့တပေါင်းလာတဲ့တော့မရောက်သေးဘူးဘလို့ဖြစ်ကုန်တာလဲပြောပဲမပြောချင်တော့ပါဘူးဗျာကျွန်ုပ်လည်းစိတ်ဓာတ်ကြစွာငပြူးနောင်ကိုစာပေးလိုက်ရမှအစပြု၍တကြီးပါစီကိုစားကြောင်းပြန်ပြောင်းရှင်းပြရချီအဲ့ဒါဆိုစားပွဲကြီးကိုပြန်လွတ်လိုက်ရကောင်းမလားဆရာတို့သူတို့ဒီရွာကိုလာတဲ့ကားက2000ပေးရမယ်တဲ့ဗျပြန်လွတ်ရင်2000ထပ်ပေးရအောင်မယ်ပြီးတော့လူမှုရေးရကိုရွာကိုတကူးတကလာပြီးပြန်ပါလို့တင်ရရင်ဘယ်ကောင်းမလဲဒီတော့ကားခ2000ပဲစုပေါင်းရှင်းပြီးစက်သမားတွေကိုခွဲတန်းချကျွေးမွေးဖို့မောင်းတီးပြီးတော့တကြီးလောက်ပြန်ပြီအကြီးလဲထုံးစံတိုင်းမောင်းထုလူစုပြန်ချေပြီးတကားဒုံဇာပွဲရောက်နေပြီဆိုတော့ဇတ်တူဇက်သားတွေကိုအိမ်ခေါ်ကျွေးရမယ်ကိစ္စဖြစ်မှာပေါ့တော့ကျုပ်တော့မင်းသားလှလေးတွေအိမ်ပေါ်တင်ကျွေးချင်ပါတော့ကျွန်တော်ကတော့ရိန်းဓမလေးတွေဘလောက်ရှိအိမ်ခေါ်ပြီးတီးတာပြုစုချင်တာဗျနေ့လိုလူပြိုကြီးအိမ်ကိုဘယ်ပြိုးကလာတဲ့မှာလဲဟဲ့ စောတဲ့မောင်မျက်နှာရှုံးမဲ့သွား၏ကဲလူစုံပြီးဆိုရင်တော့ကျုပ်တို့ကြေးရွာရဲ့အရေးကြီးဆုံးစကားကိုပြောရလိမ့်မယ်ဘယ်တော့မှအရေးမကြီးဘူးဆိုတာမရှိဘူးကျုပ်တို့ရွာဖျားပွဲကိုကူညီဖို့လာတဲ့စားပွဲနာမည်ကမှိုင်းရွေပါမှိုင်းရွေစားပွဲဟာခုဆိုရွာရောက်နေပါပြီဧကန်ဒဒီရွာမှာစားပါတိုက်မဲ့ထေတပြိုးဇာတ်တိုက်မတိုက်တော့မသိဘူးမပြူးနောင်ကိုတုပီကစားပေးလိုက်တယ်ဘယ်ရက်လာရမယ်ဆိုတာအတိအကျပါတယ်တို့တော့ငပြူးနောင်ကစာပြောက်ပြီးချက်ချင်းလာရမယ်ခေါ်ခဲ့တဲ့အတွက်ကျုပ်တို့ရွာမှာတာဝန်ရှိလာပြီဤတွင်လူပြောကြီးစောတဲ့မောင်ကကြပြားကြရဝင်ပြောသည်လွယ်ပါတယ်တကြီးအဲ့ဒါလို့ဆိုငပြူးနောင်အိမ်မှာစားတစ်ပွဲလုံးအဲ့ခံခိုင်းပေါ့ဒီလိုလဲဘယ်ဟုတ်ပါမလဲလူပြောကြီးရေမတော်တဆမှားတာပဲဥစ္စာဒီတော့ကျုပ်တို့အနေနဲ့စားဖွဲ့ကိုပြန်လွှတ်ရင်အချိန်မီသေးတယ်ရက်က20ကျော်လောက်လိုသေးတယ်လीသူတို့ကိုပြန်ခိုင်းရင်တော့ရတယ်ခမားတို့စန္ဒပြောကြပါတကြီးပါစီကသူ့အတွက်အပြစ်ကင်းစကားစတဲ့ဖြစ်ကျွန်ုပ်ဒီလဲမနေတာတော့တကြီးကျွန်ုပ်စကားနည်းနည်းပြောပြစီပြောပါဆရာတို့ပြောပါကျွန်ုပ်လဲရွာသူရွာသားများကိုအကဲခတ်ရင်အဟမ်းလိုက်အားလုံးဒီကျွန်ုပ်ပေါ်စိတ်ဝင်စားရှိနေကြသည်ကိုတွေးရချေမှစကားစပြောလိုက်မိသည်ကျွန်ုပ်အနေနဲ့ကြုံတိုင်းရွာသူရွာသားတွေကိုအလွန်အမင်းအားနာလှပါတယ်ခုကိစ္စကရွာအတွက်အကျိုးဆောင်ရင်မှားခဲ့တဲ့စေတနာအမှားဖြစ်ပါတယ်ဒါကြောင့်မို့ငပြူးနောင်ကိုလည်းအပြစ်မတင်ပဲခွင့်လွှတ်ကြပါလို့ကျွန်ုပ်တောင်းပန်ပါရစေပြီးကျွန်ုပ်တို့ရွာကိုအဲ့ဝမကြေပွန်တဲ့ရွာအဖြစ်အထင်မြင်သေးမခံရအောင်လက်ရှိစားပွဲကိုခွဲတန်းရဒို့မဟုတ်စေတနာအရ
ကိုမိသားစုလိုမညိုမငင်ပြုစုစေခြင်းပါတယ်ခမညာဆရာတို့ရဲ့သဘောထားကိုလေးစားပါတယ်နောက်တစ်ခုကလောလောဆယ်ကားခတွေ2000ကျနေပါတယ်ကျွန်ုပ်အနေနဲ့စိုက်ပေးဖို့လဲငွေမတတ်နိုင်ပါဘူးဒါကြောင့်သူတို့ကြုံတိုင်းရွာလာရတဲ့စရိတ်ကိုလဲရွာကစိုက်ခံပေးဖို့နှိုးဆော်အပ်ပါတယ်ခမညာကျွန်ုပ်ပြောပြီးထိုင်ချလိုက်ဒီနေ့ဝေဖန်တာများကျွတ်စီထွက်ပေါ်လာရသည်တကားစားဖွဲ့ကြီးတစ်ဖွဲ့လုံးကူရင်တဲ့သူတွေကဒီဘာမဟုတ်တဲ့ကားကကြမှာပြန်တော့နေရတာလားဗျကဲစင်ပြောင်ကြီးအမိကြမှာမသိစေနဲ့လိုအပ်တဲ့ငွေတွေကိုရှားရမှာပေါ့ကျုပ်တို့ရွာမျက်နှာပြတ်မခံနိုင်ဘူးတို့ဖြစ်တကြီးပါစီခွဲတန်းချပေးသည်ခွဲတန်းရလူခွဲဝေမယူနိုင်သူတအိမ်လျင်ငွေ90လူခွဲဝေကျွေးသူမထဲ့ဝင်ရအိမ်ချေရခွဲတန်းချရငွေ2000ကျွန်ုပ်ယူပြီးပြန်လာခဲ့ချေသည်ကွယ်ရ၌ကျိန်ဆဲနေကြပါသလားဒီနေ့ကံမကောင်းပါလားလူမောင်ကသူ့စဖွဲ့သားများနဲ့ကျွန်ုပ်တို့ကိုမိတ်ဆက်ပေးနေပါတယ်ဟောဒါကကျွန်တော်ခဏပြောဦးတဲ့ကျွန်တော်ဦးလေးတော်သူမှုတ်ဆိုးကြီးမြန်ရစာတုတ်ပြီးသူကကျွန်တော်တငယ်ချင်းပိုက်ကလေးဒါကမြန်ရစာကတော့တော်တိတ်ဖြင့်မြမပြည်တလွားဖိတ်တုံအောင်ကြော်ကြားလာတယ်မှုတ်ဆိုးကြော်ကြီးမြန်ရစာတုတ်ပြီးနဲ့တိကျရတာဂုံယူပါတယ်ကဲလူမောင်ကြီးမင်းဇက်တူဇက်သားတွေနဲ့ကျွန်ုပ်တို့ကိုမိတ်ဆက်ပေးပါဦးဟောတာကပြတ်ဆက်မင်းသမီးခေါင်းဆောင်ခင်းလင်းလက်အလဲကနောက်ပိုင်းမင်းသမီးကြီးတော်ပတုံးစိန်အစွန်ကအော်ပရာမင်းသားကြီးဦးမှုရာစိန်ဟောဟိုကလူချမ်းမင်းသားဦးမိုးမောင်တိန်ခိုးဒီဘက်ကလူရှင်တော်တိန်မဲနဲ့နတ်ကျုပ်သူကရိန်းနမကောင်းဆောင်ညိုပြားစိန်ဟိုကနီကရိုမပြီးဤတွင်ဘိုက်ကလေးကကျွန်ုပ်အနာကလေးရဲ့တီတိုပြောဒီမှာရှာတို့ရီဇက်ဆရာကလူမုံဇက်နာမဲကမှိုင်းရွေဇက်တစ်ဖွဲ့လုံးနာမည်တွေကလေအမှောင်တွေအမဲတွေအမိန်တွေကြီးပါပဲလားဗျာအေးကျွန်ုပ်ဒီရဲချင်းစိတ်ကိုချုပ်တီးလျက်လူမုံဆက်လက်မိတ်ဆက်ပေးနေဒီကိုခေါင်းတင်းရိပ်ပြူ၏ဟောတာကရွာစားကြီးဥစိန်ကတရာဟေးအေးနာမည်နဲ့လိုက်ပါဗျာအသားကိုတပိတ်အောင်ထနေတာပဲဒါကလက်ထောက်ရွာစားလေးစိန်မိုးကေအနေယုံသေးကောင်မထက်တော့ဘူးကျွန်ုပ်လည်းဘလို့မှမအောက်ဤနိုင်တော့ပဲရေမောမိပါချေတော့သည်မင်းစကကတော့မကရသေးဘူးနာမည်တွေကြားနေရတာနဲ့ကိုရေမောနေရပါကလားလူမှောင်လူမှောင်ရာကျွန်တော်တို့ကညက်လောက်သားတွေမဟုတ်လားဦးလေးတို့ရဒါကြောင့်စိတ်ကူကောင်းလေးနဲ့ရွေးထားကြတာပါပေးခါမှပေးပါအောင်ကွာကျွန်ုပ်လေမြို့စားတော်များများကြည့်ခဲ့ဘူးပါတယ်မင်းတို့စားဖွဲ့လောက်ကိုထူးထူးခြားခြားမရှိလာဘူးမှိုင်းဝေလို့ပေးမယ်အစားအမောင်ကပါလို့ပေးဖို့ကောင်းတယ်လူမောင်တို့လည်းရှက်ရဲကြပါတယ်ထိုစဉ်ပြိုးစရတော့စားဖွဲ့တဲ့လူခွဲဖို့တကြီးပါစီလွတ်လိုက်တယ်ပြုတ်အိမ်ရှိရောက်လာသူများကိုကျွန်ုပ်လှမ်းကြည့်လိုက်၏စိန်ကောင်းကိုပြားကြီးဥအေရာချမ်းကိုစောတဲ့မောင်ဈေးတဲ့တာတော့အောင်တို့လူစုတော်ပေါက်စုံမှတ်ရှာမနဲ့ဒေါ်ကြီးညိုတို့တောင်းဦးဒီစောတဲ့မောင်ကကျွန်ုပ်အနီကလေတန်းဖြစ်ဆက်တို့မင်းသမီးနဲ့ရဲနှမတွေကျွန်တော်ကျွေးမွေးပြရစီမဟုတ်တာကွာလူကြားမကောင်းဖြစ်နေပါဦးမယ်တို့ပြကျွန်ုပ်လည်းအကောင်းဆုံးစီစဉ်ရ၏မပုတ်စုံတို့မိမသားသုံးဦးကဟောဒီကရဲနှမအဖွဲ့ကိုတာဝန်ယူကြပါဘာလို့လဲဆိုတော့အမျိုးသားများတဲ့အိမ်မှာအမျိုးသားစားဖွဲ့ကိုဦးစားပေးခေါ်ပြီးအမျိုးသမီးဇာတမတွေကိုတော့အမျိုးသမီးများတဲ့အိမ်တွေမှာထားတာကပိုပြီးတစ်လျော်ပါလိမ့်မယ်ထိုးစဉ်လူရှင်တော်တိမ်မဲဆိုသူကလူမုံနီးကဘာပြောဒီမသိလူမုံတော်တာဖြစ်ပြန်ဟောင်းလိုက်ဒီကတော်ဆန်းနိုင်မယ်မင်းကငါထက်ပဲနေရာယူချင်လားမုတ်စစ်တဲ့တွားကပူရှိတာအကြီးတန်းတယ်နော်တို့ဖြစ်ရဲနှမအဖွဲ့မှာတော်ပုတ်စုံမှတ်ရှာမဒေါ်ကြီးညို့တို့နဲ့ပါသွားကြသည်လူရှင်တော်နှစ်ဦးနဲ့လူကြားမိုးမောင်ကဥရရချမ်းအိမ်ပြဆန့်မင်းသမီးခင်လဲလဲနဲ့တိန်ခိုးမှာမောင်နှမတော်စားတဲ့ဖြစ်ကိုပြားကြီးတို့အိမ်စိန်ဘိုကေဆိုင်းဘွဲ့ဇပ်ပါဟီရလောက်တာများကတာရုံးအောင်နဲ့စောတဲ့မောင်တို့အိမ်ကိုပါသွားကြ၏ကျွန်ုပ်ထံတွင်ကမူရာစိန်မင်းသမီးကြီးပတုံးစိန်စိန်ကတရာလူမောင်တို့၄ဦးကြံရှိခဲ့ပေတယ်ကျွန်ုပ်လည်းလူရှင်းမမင်းမိဒီမှာစိုးကလူရှင်တော်တင်မဲကဘာကတ်ပြောလို့ဟောက်ပြစ်လိုက်တာလေလူမုံရမပြောချင်ပါဘူးဦးလေးတို့ရာသူကရင်းနှမကောင်းဆောင်ညိုပြစိန်တို့နဲ့အတူလက်နေပြစေတဲ့သူမပြောနဲ့ကျွန်တော်တောင်ဘယ်နေလို့ဘယ်စားရမှမသိဖြစ်နေလို့ဟောက်ပြစ်တာမရထောင်ထင်းရတာမလွယ်ပါလားညိုပြစိန်နဲ့တင်မဲကဘလို့ပတ်တန်နေလို့လဲကွမင်းသမီးကြီးပတုံးစိန်ကဝင်ဖြေညိုပြစိန်ကဘာမှမဖြစ်ဘူးဆရာတို့တိမ်မဲကရွာချင်နေတာမောင်ရွှေရိုးဖြစ်ချင်နေတာညိုပြစိန်တဘောချနေတာကမောင်လူမုံကိုလူမျိုးပြဿနာထွေတွေပါတာကလူမုံကတိမ်မဲကိုရှင်းပြသည့်စကားဒီအတိတ်ပဲနှခထွက်ပေသည်အဲ့တဲ့တွေအတွက်ထမင်းမရတော့မလားကုကုတုပြင်ထားနှစ်တော်ဒေးမင်းကဲမင်းသမီးကြီးလဲရေမိုးချိုးတော့ကြံတဲ့ဧည့်သည်တွေအတွက်လူမုံနဲ့ဘိုက်ကလေးကပဲရေချိုးဖို့ပြင်ဆင်ပေးလိုက်ပါကွာကုတုပီတော်လဲရေတခါလေးချိုးလိုက်ပါလားမချိုးသေးပါဘူးသေးမင်းရာလူ၄ယောက်စာအတွက်
ရက်20ကျော်လောက်ဝအောင်မဲပြဖို့စဉ်းစားနေရတာ လောက်ရမှာပေါ့တော့ကိုတူခေါင်းဆောင်တဲ့စားဖွဲ့ကိုအိမ်မှာမျက်နှာမငယ်ရတော့ကောင်းတာပေါ့ မကြမီဘိုက်ကလေးနဲ့လူမောင်တို့အုပ်စုရေချိုးပြန်လာကြ၏ကဲသေးမင်းရေထမင်းခု အေးဆရာတို့မခူးပါနဲ့ဦး ဗျာဘာဖြစ်လို့လဲမင်းသားကြီး အေးဒီလိုပါဆရာတို့ကျွန်တော်တို့ထမင်းစားခါကြီးဆိုရင်ဟိုဟာလေးနည်းနည်းပါးပါးမိဝဲတတ်တဲ့အကျင့်ပါနေလို့ပါအရက် လောက်ပါဆေးပြဝါဖြစ်ပေါ့ဟုတ်လားကျွန်ုပ်ဒီမြို့ကြီးသားမဟုတ်လေကစားတောတူတောင်တာလူရိုးကြီးတက်မဟုတ်ရကားနားလဲခွေလို့ရချေတယ် ဟုတ်ပါတယ်ခင်ဗျာဆရာတို့ကနည်းနည်းပါးပါးမိဝဲ အိုးကျွန်ုပ်မတော့တတ်ပါဘူးခမားတို့လားကဲဘိုက်ကလေးကြီးအဲ့တဲ့တွေကိုဆိုင်လိုက်ဖို့ပေးလိုက်ပါဦးဟုတ်ကဲ့လူမောင်မှာမျက်နှာငယ်ပြကြမ်းရဲ့ဤအေးကျွန်ုပ်တူလူမောင်ကြဇက်စရာပေမဲ့အတော့အစားကင်းတော့ကိုကောင်းပလေခွဲအေးလူမောင်ကဘာမှပြောင်းမဖြေပဲပြုံးလို့တာလမစီတို့ကမကြာခဏမျောကြည့်နေပါတယ်ကဲတေးမီတို့တမင်းစားကြရအောင်ဟောငပြူးတောင်လာပြီလူမောင်ဒီဇက်ကနေထိုင်ရလိုက်တဲ့ပြကျွန်တော်လှမ်းကြည့်လိုက်ရာသမင်းစားခါနီငပြူးတောင်ဘာကိစ္စ ကျွန်တော်ကိုထမင်းစားလာခေါ်တာပါမြို့မာတဲ့ကသူတို့အိမ်မှာတဲဖို့ပြောထားတာကျွန်တော်ကဇာကိစ္စအတိုင်ပင်ဖို့လူကြီးတွေနဲ့အနီးကနေချင်းလို့ဦးလဲတို့တို့စီမှာပဲအဲ့ပြီးစားတော့သူ့စီမှာစားမလားလို့ အေးလီကောင်းတာပဲငယ်ပေါင်းတွေတွေ့တော့ခင်ခင်မင်းမင်းရှိမှာပဲမိုးတော့မချုပ်နဲ့ဖုန်ကြီးချောင်းကလွဲရင်မီးရှိတာမဟုတ်ဘူး စိတ်ကြပါဦးလေးရဲ့ကျွန်တော်လူမောင်ကိုထမင်းစားခေါ်ထားချင်လို့ပါဦးလက်တို့ အေးပါကွာကျွန်ုပ်တီးပြီးပါပြီခေါ်သွားပြီတော့ ကိုကိုတို့ထမင်းစားကြရအောင် မတ်တင်းမြင်ဗဒုံးဆိုင်နဲ့ကျွန်ုပ်တို့တော့မနေ့ကပြစ်ခါရရှိတော့ဂျေရာဟင်းဖြစ်စားကြ၏ခြေသားတချို့လှမ်းထားတယ်ကိုကိုတို့ အေးဘောအဲ့တဲ့သူအတွက်အဓိကနော်ဘဒုမအထုံမြောင်းနေတော့ ကြောက်တိပါတယ်တော့ မဗဒုံးဆိုရင်အားမနာနဲ့နော်ဒါနဲ့အရင်ဘယ်ဆက်တွေမှာကခဲ့ဘူးလေ သုံးစားလောက်ကခဲ့ဘူးပါတယ်တိတ်နာမည်ကြီးတော့မဟုတ်ဘူးဇတ်တွေရဲ့တင်ကားရကမြန်ပါကျမဝင်ပြီး2လ3လမကရသေးဘူးမီးလောင်လို့ဇက်ကောင်ခွဲလို့ဇက်စရာနဲ့ဇက်တူဇက်သားတွေညကြီးမရလို့ဇက်ပြက်ရတာနဲ့မြဲလာတယ်မရှိလာပါဘူးတော်သေးတာပေါ့တော့ကျမယောက်ျားချမ်းဆိုင်စားလို့ပူစရာမရှိလာဘူးမဘလို့စိန်အားတဲ့ခါမြင့်ကိုလည်းအစိုးလေးအငိုလေးတင်ပေးပါအောင်နော်အိုးမမမြင်းကဝရဏပါတာကိုစိတ်ချကျမတင်ပေးမယ် ကျွန်ုပ်တို့စကားတပြောနဲ့ဓမင်းဝိုင်းတိုင်းချိန်တွေမိုးချုပ်သွားပြီလူမုံကပြန်မလာသေးသေးမြင်ရေတိုးဧည့်သည်တွေမိုးချုပ်လာကြည်လား ဘိုက်ကလေးပါသွားတာပဲတော့စကားကောင်းနေကြလို့နေမှာပေါ့ ဟုတ်တော့ဟုတ်ပါတယ်အရက်ဆိုင်ဆိုတော့လူစုံငကိုကမှစားအဖွဲ့ကိုစိတ်ဝင်စားကြတာဆိုတော့စကားမဆုံးနိုင်အောင်ဖြစ်နေကြမှာပေါ့တို့တော့မကြပါချေဖဏမဆုံးဒီဒီရိုင်နဲ့ပြန်လာသူကလူမုံနောက်မှမင်းသားကြီးမူရစိန်ရွာစားကြီးစိန်ကတရာနောက်ဆုံးမှမျက်နှာညှိုးငယ်စွာပါလာသူကဘိုက်ကလေးဒီမင်းလိုက်တယောက်တည်းမပြည့်စင်နဲ့အေးဘလို့လဲကွာလူမုံငါပြူးနောင်အိမ်ထမင်းစားမှာဆိုကွာဘယ်နဲ့မူးလာရတာလဲ ကဲပါကိုကိုတို့ရေကုတူကသင်မော်တော့လေကျွေးချင်မွေးချင်သူတွေပေါ်တာပေါ့ရှင်တခါတလေလက်ညှိုးချေးလူတာဆေးပြစ်စင်ပါတယ်တော့ကဲထမင်းစားကြပြင်းပြီ လူမုံကမူမူနဲ့ရှင်းပြချေ ကျွန်တော်လဲမတောက်ဘူးနေတာပါငပြူးနောင်ကမတွေ့တာကြာလို့ပြူးစုချင်တယ်ဆိုတာနဲ့ဆိုင်လိုက်သွားတာဆိုင်ကြတော့ဇက်စရာပြတ်စမင်းသားဖြစ်နေတဲ့တို့ရတာကွာဆိုပြီးတိုက်လိုက်ကြတာညင်းမရပါခွတ်လို့ပါ ခွတ်လို့ပါတယ်ကွာခွတ်လို့ပါတယ်ကဲမင်းသားတို့ရွာစားတို့စားကြဆောင်ပါအာမနာစတဲ့ကျွန်ုပ်လဲစိတ်ကိုရှော့ချရင်အဝတ်ကြေဝင်ဖို့နဲ့မိမိရွာကိုစားပွဲသားများအထင်မြင်မသေးစေရန်ဆုံးဖြတ်ရတော့သည်မာရေးမြင်ကထမင်းဝိုင်းကိုလိုလေသေးမရှိဖြည့်ဆွက်ပေးနေပါတယ်ဘိုက်ကလေးကမြင်းမြစားလောင်နေပြီမသိခေါင်းမမဖော်ပါချေထိုစဉ်ရွာစားကြီးစိန်ကတရာသည်ထမင်းစားရင်စက်ကြိုကြကအိပ်ပျော်သွား၏ဟာလောက်ပါအောင်ကွာထမင်းတို့ပေကုန်ပြီသိမြင်အဲ့ရခင်ဘိုက်ကလေးကူပါအောင်ဟာကျွန်ုပ်တို့တအိမ်သားလုံးပြာလောင်ခတ်သွားရချေတော့၏ထိုစဉ်မင်းသား၏မူရဆိုင်ကအေး ကိစ္စမရှိပါဘူးနည်းနည်းများသွားလို့အေး ဘိုက်ကလေးကတခုခုအိမ်မောကြနေတော့ရွာစားကိုကြည့်ပြီးတဟာဟာဖြစ်နေတော့၏စိုင်းဒီပညာတာဘလောက်တော်တယ်မသိတာအရက်တီးတဲ့ပညာကတော့လက်ဖြားခါလောက်ပါပဲရဲ့ရွာစားကြီးစိန်ကတ်တရာရဲ့နေပါအောင်လူမုံရမင်းရွာစားကြီးကနေတော့မြို့မှာပဲလား ဟုတ်ကဲ့တာကေရမှာပါ မိသားစုကဘယ်နှယောက်ရှိလဲ သူကလူယိုကြီးပါသူ့တော်အိမ်မှာကတ်နေတာပါရွာစားကြီးရွာစားဖို့နေတာအိမ်မရပိုင်တော့မရှိရှာပါလားဟာယူ
နောက်တစ်နေ့တွင်ကျွန်ုပ်တို့ဇရာတပည့်ရိုးမတော်တဲ့ဝင်ရန်ရွာထဲမှဖြတ်လာကြစဉ်လူပြိုကြီးစောတဲ့မောင်နှင့်တာတွန်းအောင်ကိုစုံမိကြချီဇရာတို့ရေကျွန်တော်တို့ကတော့ဒုက္ခပြုဟေးဘာဖြစ်လို့လဲဗျဟာမပြောပါနဲ့တော့ဗျာလက်ထောက်ရွာစားစင်ဘိုကေနဲ့ကလကာဆွဲဆန်ခါတို့ထပ်တကြလို့ဟေးဘာဖြစ်လို့တယ်လေအရက်မူပြီးတယောက်တစ်ခွန်စကားများကြတာဗျတီးခံကြပါကွာကိုရွာဖျားပွဲကိုလာကူညီတဲ့ဧည့်သည်တွေပဲကိုကအိမ်ရှင်မဟုတ်လားတာတွန်းအောင်အိမ်မှာရောဟုတ်ကဲ့အရက်တောက်တဲ့သူတွေတော့မရှိပါဘူးဒါပေမဲ့သူတို့ပါလာတဲ့ဖဲတုံးနဲ့အပြင်းပြေကစားတာပါဆိုပြီးပစိုးပေါင်းတဲ့သူနဲ့အင်ကြီးပေါင်းတဲ့သူနဲ့အေးလေကွာကိုကမတိလိုက်မတိပါတာနေလိုက်ပေါ့အဲ့ဒါလို့နေလို့ရရင်တော့အကောင့်သားပေါ့ဆရာတို့ရေခုတော့ကျွန်တော်တို့စီကပဲပြန်ပေးပါမယ်ဆိုပြီးငွေချေးတာကခက်တယ်ကျွန်ုပ်လူမောင်ကိုပြောလိုက်ပါမယ်ဂိမ်းတွားမယ်ကွာဥယေရချမ်းအိမ်မှာလူရှင်တော်နဲ့လူချမ်းကြီးရှိသေးတယ်ဘာပြဿနာဖြစ်အောင်မလဲမသိရှာတော့ဦးပြားကြီးအိမ်မှာမင်းသမီးနဲ့လူချမ်းမောင်နှမမပုတ်စုံတို့မရှာမတို့မကြီးညိုတို့စီလိုက်သွားတဲ့ရဲနှမအဖွဲကဘာသာမှမကြားကျွန်ုပ်စကားမဆုံးမိမှာပဲမကြီးညိုမှာပြားအိပြားရကျွန်ုပ်တို့စီပေးလာကဆရာတို့ကျမတို့စီလိုက်ခဲ့ပါအောင်တော့ဘာဖြစ်လို့လဲတော်ကြီးညိုရဲနှမနှစ်ယောက်မိတ်ကပ်ဘူးပျောက်လို့ဆိုပြီးစွတ်ဆွဲရင်ထပ်တတ်နေကြတာဖြန်ပြေးလို့မရတော့ဘူးတော့ဟောဟဲဒါဆိုကျွန်ုပ်အိမ်သွားပြီးလူမုံကိုဖြေရှင်းခိုင်းတော့ကျွန်ုပ်အမဲပြရအောင်မယ်လာဟေးဘိုက်ကလေးပြဿနာကမိကိုကြွက်လျှောက်ပဲအေးကြုံတိုင်းအိမ်ရှင်နဲ့ကံမကောင်းပါလားရှာတွေ့ရဲ20ကျော်မြဇက်ဖွဲ့ဤပြဿနာပေါင်းစုံကိုဖြေရှင်းခံစားပြီးတပေါင်းပွဲတော်ရဲ့လွန်စွာနီးကပ်လာပြီးဖြစ်ရာလွမ်းစဲဒီအနည်းတွင်ဆိုင်းရောင်ကြီးတွေုံစောက်လောက်ကြပါတယ်ထုံးစံတိုင်းရွာလူတို့ကတက်ညီလက်ညီကလကာပြည်ပုံကနဖူးစီတို့နဲ့တိုင်းတာ၍ဆောက်လောက်ရမည်ဖြစ်တဲ့ဖြစ်လူမုံနဲ့မင်းသားကြီးမူရာဆိုင်တို့ကဥဆောင်ပြုလုပ်ကြပါတယ်ဇက်ခုံနောက်ဘက်တော့လုံအောင်လေးကာပေးကြပါဗျာမင်းသမီးတွေဝတ်လဲကြမှာမို့ပါကျွန်ုပ်နဲ့တကြီးပါစီကဇိုင်းအောင်ဆောက်လုပ်သူများနဲ့ဇတ်တူဇတ်သားများစားတော့ဖို့ချက်ပြုတ်ကြရန်စီမံခန့်ခွဲနေရ၏ကြဲ့ရင်တော့ထမင်းစားရုံမှာကျွေးတာအကောင်းဆုံးပဲဟုတ်ပါဆရာတို့ဒါမှဖုန်ကြီးเจ้าပကံတွေမပြောက်မှာဗျကြုံတိုင်းရွာ၏နေရာချို့နှင့်ဇိုင်းအောင်ရှေ့တဲ့တွင်ဤနယ်ဆိုင်မုတ်ကြီးများချိတ်ဆွဲကတ်ထား၏မှားဤဝေစတဲ့ပင်ပြဆမင်းသားသူများလူမုံပြဆမင်းသမီးခင်လဲလဲညိုပြစိန်မင်းသားကြီးကဘာချစ်မူရစိန်မင်းသမီးကြီးပါနိုင်ချစ်ပတုံးစိန်လူချမ်းမိုးမောင်တိန်ခိုးလူရှင်တော်တိမ်မဲနှက်ကျုပ်ဘာလဲကွာသူများလူမုံဆိုတာဟုတ်ပါဗျာအော်ကွာတိုးတင်ဟေးတို့လိုမင်းသားရှိနေတော့ထူချအောင်သူများလူမုံလို့လှုပ်ထားရတာဗောဗျမဟူရာစိန်ကရောဘာဖြစ်လို့ကဘာချစ်လို့တိုက်ရတာလဲ तू ကကဘာလဲကောက်ဘူးလို့လားမကောက်ဘူးပါဘူးတန်းချစ်တန်းစိန်တို့ပြည်ချစ်ဘသူပဲဝါတို့ရှိနေတော့သူများတဲ့တာအောင်ကဘာချစ်လို့အထူးပြုထားတာဗျနားမလဲ၍အထို့တက်မင်းနေတော့ရွာသူရွာသားများကိုကလကာဆွဲဝင်းဖေကပညာရှိဆန်ဆန်ဖြေကြားပေးနေပါတယ်ဇက်ယုံစောက်ပြီး၍ပစ္စည်းများစင်ရင်တော့အခါဇက်အတွက်မီးများမရှိဒီကိုကျွန်ုပ်တတိပြုမိတဲ့ဖြစ်လူမုံကိုတွေ့ပြီးမေးလေရာမီးစင်တော့လေကွာမပါဘူးဦးလေးတို့ဟာစက်ကြီးတစဖြစ်ပြီးဘာလို့မီးစမပါရတာလေစတေးတေးလေးတွေတောင်ပါရတဲ့ဥစ္စာကျွန်တော်ဖဲရှုံးလို့ပေါင်ထားခဲ့ရလို့မင်းကိုယ်တိုင်ခေါင်းဆောင်ကဖဲရရက်တော့လုံနေမှာတော့ဘယ်မှာတော့ရတော့မှာလေကဲပါဆရာတို့ရေပြီးခဲ့တာတွေလည်းပြီးပါစီကျုပ်တို့ဖုန်ကြီးเจ้าမီးဆက်ကိုပဲခဏယူတုံးကြတာပေါ့တို့ဖြစ်ဒေါ်တာများကိုမျိုးချလျက်ကျွန်ုပ်နဲ့တကြီးပါစီဒီရွာဦးเจ้าဆရာတော်ထံအပူကတ်ရန်ထွက်ခွာခဲ့ပါတယ်အေးလေမတုံးမဖြစ်ဆိုတော့တုံးကြပေါ့လျက်စစ်နားလဲတဲ့သူကိုမှခိုင်းနော်တော်ကြမီးဆက်ပြတ်မှခင်မယ်မမဗျာတပည့်တော်တို့ပွဲစေခင်းရေဆိုင်းအောင်ရေပဲတောင်းပါပါဗျာစိတ်ကြပါဗျာဖျားပွဲမစမီနက်နက်တွင်မှားရီဝေစားဖွဲ့ကြီးယနေ့တင်ဆက်ကပြရန်အစီအစဉ်များကိုကြီးညာစေ၏မှားရီဝေစားတပင်ကြီးရဲ့အကောင်းဆုံးအော်ပရာသမင်လိုက်ယူရီယာအကောင်းဆုံးပြဆက်ဒိုးမြေကြီးကိုဒိုးချစ်တယ်နောက်ပိုင်းပြဆက်ကပတာစာရီဖြစ်ပါတယ်ရွှေပွဲလာပရိသတ်တို့ကိုအထူးတင်ဆက်မှာဖြစ်တဲ့အတွက်နေရာရရှိရန်စောစည်းစွာကြွရောက်လာရန်ဖိမှန်တကပြုအပ်ပါတယ်ခင်ဗျာကျွန်ုပ်တို့ဒီအခမဲ့ပွဲဖြစ်တော်လဲလွမ်းစေတီဖျားပွဲပြုပြင်ရာရည်စူး၍ဖျာများရောင်းကြစေပါတယ်ရင်းကိုဘိုက်ကလေးစောတင်မောင်တာတော့အောင်တို့ဥဆောင်စေတီးတက်အလူခံဌာနကစေတီတော်ရှိမတ်တပ်ထိုး၍ဖွင့်လှစ်ထားပြီးစေးစရာကြီးဥအေယာချမ်းကိုဦးစည်းစေကအလူကောက်ခံစေပါတယ်ဇတ်တူဇတ်သားတွေထမင်းစောစောကျွေးမယ်ဟိဇတ်တစ်သားများအတီးတီးကြားမှဇာဖွဲ့သားများအရှိုးရှိုးထွက်လာကြ၏မင်းတို့အဖွဲ့လူစုံရဲ့လားဘိုက်ကလေးဈေးဆိုင်များလည်းအထူးစီ၏ညနေမစောင်းမီကလေးကရွာစုံမှလှဲ့နေတမျိုးခြေလင်းနဲ့တပုံပွဲစေခင်းကကြက်ပြန်မကြစီကားပါတယ်
ထုံးစံတိုင်းပေါ့ဆရာတို့ရဲ့အရက်ဆိုင်ထတော်ရောက်နေတဲ့သူတွေကများတယ်လူမုံပါပါတော့လေရဲ့ ကျွန်ုပ်ဒီဖို့အမိဖို့လက်ပင်ပတ်နေကြောင်းသိရချေပြီတကားဘိုက်ကလေးဒီကျွန်ုပ်တန်မင်္ဂလာတင်းလာဖို့ချေ ဖျာအကုန်ရောင်းလိုက်ရတယ်ဆရာတို့ရ မင်္ဂလာတင်းပါလားဟေးကောင်းကွာအစိုးတဲ့ကအကောင်းတော့ထွက်လာအောင်မဒါထက်မင်းမမမြင်ကို ဟဲဟဲမမမြင်လားတနေ့လုံးမင်းသမီးကြီးဘေးကမခွာဘူးဆရာတို့ရေခုလေစက်ခုံနောက်မှာမင်းသမီးကြီးရဲ့အဝတ်လဲမိတ်ကလိမ့်တာထိုင်းကြည့်နေလေရဲ့ အေးလေဇာထွက်ခါနေကြရင်တွားခေါ်ကွာကျွန်ုပ်ဒီမှာရှိတယ်လို့ပြောလိုက်ဒီနေရာဟာဇာဆရာရဲ့ဦးလေးအတော်တွေထိုင်ပန်ခွင့်ရှိတဲ့နေရာမင်းလည်းလာကြည့်နိုင်တယ်ဟုတ်လား ဟုတ်လားဆရာတို့ဒါဆိုမမမြင်ကိုတွက်ပြောလိုက်မယ် နောင်ခါတွင်မှတ်ရင်းမြေမင်းသမီးပညာလေ့လာမှုများသည်ကျွန်ုပ်တို့အတွက်လွန်စွာမှအကျိုးရှိလာမည်ဖြစ်ကြောင်းကိုထိုစဉ်ကကျွန်ုပ်မသိတတ်နိုင်ခဲ့ပါတကားဇာဆရာရဲ့ဦးလေးတော်ရတာတဲနေရာကြပါလားရွာသားကြီးစိန်ကတရာ၏လက်တံမဆက်ခင်လက်ထောက်ရွာသားလေးစိန်ဘိုကေ၏ဒီလုံးကပွဲခင်းအာယုံကိုလှုံနှိုးလိုက်ပါတယ်မိတွေကိုကြောက်ရတော့တာရမီကဲတို့အတံမလာများတိတ်ဆိတ်သွားရပါတယ်မိုက်ခွဲမှအစီအစဉ်ကျင်းညာတံထွက်ပေါ်လာချေပြီးပရိသတ်များခင်ဗျာတိုင်းပြည်ချီနေတဲ့မိုင်းယူဝေဟာတမိုင်းချီကြီးစွာနဲ့တရုတ်ပြတင်ဆက်ကားပြပါတော့မယ်ခင်ဗျာအောင်မနဘေထက်တွေနဲ့ပါလားနဘေထက်ဆိုဇလေရက်ကမထင်နဲ့ရင်ငတ်ကောင်ရွာစာတိကြီးကွာဘာမှမဆိုင်ဘူးဇက်ပွဲကစကြပြီကောစိန်ကတရာဤတီလုံးစားများတကြော့အပြီးဒီနှစ်ရွှေတမင်ရိမ့်ထွက်လာ၏ရိမ့်သမားတစ်ဖက်9ယောက်စီနှင့်အလဲမညိုပြဆိုင်ရွှေရောင်ဝမ်းဆက်များနှင့်ရွှေတမင်ရိမ့်သည်ကျွန်ုပ်တို့ကဇက်စင်တောင်းမှအမိတ်တာထိုစဉ်ယာမနဲ့တီတာမင်းသမီးထွက်လာကတီတာမင်းသမီးကရွှေတမင်ကိုလိုချင်ကြောင်းအမူအရာအဖြစ်ပြစဉ်ဘိုက်ကလေးကမှားယွင်းမှုတစ်ခုကိုစမြင်သည်ဟာယာမကောင်းဆောင်ကနောက်ပြန်ကြည့်ပါလားပြို့ ပရိသတ်အတွင်းမှအော်ကြလောင်ကြတော့၏ယာမကောင်းဆောင်ပြောင်းပြန်ကြီးဒီဇက်ကတကယ်ထွင်တာပါကွာမှားတာမဟုတ်ပါဘူးယာမမင်းသားကတမင်များကိုလေးပြည့်ပြည့်ရန်ရွယ်စဉ်ရွှေတမင်ညိုပြဆိုင်ကကိုယွန့်ကတင်းရှောင်လိုက်ရာတမင်ကောင်းဆောင်ပျောက်ကြပြန်၏ပရိသတ်များကပတ်တော့မရအောင်တော်ဒီဝါရဲရတယ်ဟေးဘိုက်ကလေးလူမုံကောကွာဖေးရနေတဲ့ရှတ်တော့တော်လေးစားဖို့ကောင်းတဲ့စားစရာပဲကွာစားခုံပေါ်မှာဖြစ်နေတာကိုဂယုမဆိုင်ဘူးခေါ်စားဒီကောက်ဘိုက်ကလေးထွက်သွားသည်နှင့်မှတ်သေးမြင်ကတော့စားဖွဲ့ကအမြဲကနေရတာဖွဲ့မှာဟုတ်ရဲ့လားတော့စားတိုက်တာလည်းတခါမှမတွေ့ဘူးအရက်တောက်လိုက်ဖဲရိုက်လိုက်ရန်ဖြစ်လိုက်နဲ့ဇက်ခုံပေါ်တက်တော့လဲအမှားမှအယွင်းခုလာခဲ့ပါမယ်တဲ့ဖဲကန်ရဲ့တန်လန်ဖြစ်နေလို့ပါတဲ့လှုပ်လိုက်ကွာကျွန်ုပ်လည်းဒေါတာကိုမျိုးတိတ်ကမကြေမနက်နဲ့အော်ပရာကိုဆက်လက်ကြည့်နေရချေတော့၏နောက်ဆုံးအခန်းကဒတဂီရီကယသိဟန်ဆောင်၏အလူခံရာမယ်ဒီတာကတဒါစိတ်ယိုဖိတ်ပြီးစီတုံးတံကိုကြော်ထဲလိုက်သည်နှင့်ဘလူးတွင်ပြောင်းပြီးမယ်ဒီတာကိုပွေ့ချီစဉ်ကလကာကြလာချေ၏ဟန်ကြပန်းကြဖြစ်သွားတဲ့ဖြင့်ကျွန်ုပ်လည်းတက်ပြင်းချလိုက်မိပါတယ်သို့တော့ကလကာနောက်ွယ်တွင်မူကားဒတလှုပ်သူမိုးမောင်ကမယ်ဒီတာလှုပ်သူမင်းသမီးကိုအောက်ချလိုက်သည်နှင့်မင်းသမီးကမိုးမောင်အားပါရိုက်သည်ဟိုက်တီတာခိုးပြေးခန်းကလည်းကလကာချမှဒတကိုပါချရသလားတမျိုးကြီးပဲကျွန်ုပ်ကြည့်နေစင်းမှာနင်းဘာလို့ငါပါကိုချရတာလဲကိုပြစ်ကိုမသိဘူးလားနင်းလက်တရားလို့ဟဲ့ဟာမတော်တဆထိခိုက်မိတာပဲဒါစိတ်ဆိုးစရာလားနင်းနမကိုအဲ့ဒါလို့မတော်တဆကြည့်ပါလားကျွန်ုပ်လည်းထိုအခါမှသဘောပေါက်ပြီးထပြန်ပြေရတော့၏တော်ကြပါတီးခံကြပါတော်ကြပါခမညာနောက်အခါများတွင်ပြဿနာမရှိတော့တဲ့ဖြစ်တော်ရော့သည်ဒိုးမြေကြီးကိုဒိုးချစ်တယ်ပြဿကလျင်မူကားယခုအချိန်မှစ၍မိုင်းဝေဇတ်တပင်ရဲ့အကောင်ဆုံးပြဿတပုတ်ဖြစ်တဲ့ဒိုးမြေကြီးကိုဒိုးချစ်တယ်ကိုတင်ဆက်ပါတော့မယ်ကလကာဖွေးလိုက်သည်နှင့်ဂျပန်များစွာဝင်လာကတောင်းကြ၏လှကီရူမာမိမလားဟဲ့ခွေးတွေငါသမီးကိုလှအသေးခံတော့ဖခင်ကိုပါနာရိုက်ပြီးလက်ပြန်ကြိုးတုတ်ကတိုက်ရန်ပြင်ချေပြီးခုရကာပြီးတော့မှတပ်ပြမယ်ဂျပန်စစ်ဘိုလ်ကတနတ်ထုတ်ချေခုရကာဘကရို1 2 3ပေထောက်ကိုသူဖြင့်ထုမိသူကကျွန်ုပ်တို့အနားတွင်သူကိုတရွယ်ရွယ်ရှိနေရမှသုံးဆိုသည့်အတန်ကြားရသည်နှင့်သူကိုအားကုန်ထုလိုက်ရာခြောင်နေသောသူကောင်းတွေကျွတ်ထွက်သွားကပြကွက်ထဲဝင်လာလျင်ခွတ်ပရိသတ်ကဂျပန်ဘိုးနဖူးပိတ်လဲကျသွားတဲ့ဖြင့်လက်ခုပ်သည့်ဩဘာပေးကြသည်ဂျပန်စစ်သားတချို့ငိုင်သွားကြ၏သူကောင်းကိုဂျပန်တဦးကကောက်ယူလာကသူတို့ပေထုတ်ဖောက်သည့်လူငယ်ထံသို့ဝင်သွားတော်သည်ထိုအခါမှတတိဝင်လာသူကအော်ဒီမာကလကာချမြည်သူကအော်လိုက်မှန်းမသိကလကာဆွဲကကမန်ကနန်ကလကာချပြတ်တော်ဒီတကားထိုအခါတွင်မတော့ပရိသတ်မှာပတ်တော့မရအောင်ဇူညာအော်ဟစ်ကြပြီကောဟာဘလို့ဖြစ်တာလဲကွာရန်သူတွေလည်းမတွေ့ပါလားဂျပန်ဘိုးကလဲလို့လဲ
တယောက်ကဝင်သွားလို့သွားနေဘာတွေလဲဟေး ပတ်ရှံပြန်ပြီ ဇက်ခုံပေါ်မှာအဖြစ်ပြက်ကဂျပန်ဘိုကိုတဲမတွားချင်းနဲ့အတူတူထုတူကိုဆဲဆိုမမဲချင်းများတာသည်ဒီနေ့ကမကောင်းပါလားကျွန်ုပ်လဲဒေါတာကိုမချုပ်တီးနိုင်ချေရာဒါအားလုံးကလူမုံရောက်ပဲကွာသူဒါဇက်ခုံပေါ်မှာရှိနေဒီလိုဖြစ်မှာမဟုတ်ဘူးခုတော့ကိုတူးတဲ့ချင်းနဲ့ကိုပြန်ကြတယ်လို့ဖြစ်နေပြီဒီကောင်ပဲမလဲကျွန်ုပ်ကိုပြဆန်းပါကလေးကျွန်ုပ်ဇက်ခုံနောက်ဝင်လာချင်းလျင်လူမုံနဲ့ပက်ပင်တိုးတော့ဤ ဦးလေးတို့ကျွန်တော်ကိုခေါ်တယ်ဆို မင်းဟာအတော်အတုံးမကြတဲ့စားစရာပဲကွာကျွန်ုပ်သူတော်ရတာတော့ရှက်လာပြီမင်းစားကဇက်ခုံပေါ်မှာဘာဖြစ်နေလဲဆိုတာမင်းအရေးမဆိုင်ဘူးမင်းဟာရွာပွဲတော်ကိုလာဖျက်စီတာလားကုရီတာလားပြောစမ်းလူမုံကမျက်နှာငယ်အဖြစ်လေပြေထိုးဤ ကူညီတာပါဦးလေးရဲ့ခုလေအချင်းနေထဲအောင်ကျွန်တော်ဝင်လာလား မင်းကြည့်လို့တို့ရှိစဉ်မှောင်တိကြောက်ရတော့ဒီတကားကျွန်ုပ်တို့လည်းဖုန်ကြီးเจ้าတို့ပြေးချလာရာဖုန်ကြီးဘားစီနဲ့ဆက်ပြစ်စရာတို့မှာမီးစက်ပြက်ကိုပြေးနေကြပြီတကားဘယ်နဲ့လဲတိတ်မကြပါဘူးနော်သွားပြီတကားတို့ရေသွားပြီမီးဟာပြင်းလုံးတော့ကွိုင်လောင်သွားပြီမြို့တက်ပြင်းတာတော့15ရဲ့အနည်းဆုံးပဲဟင်းဒါဆိုပွဲဆက်ကလုံးဖြစ်တော့ဘူးပေါ့နော်ကျွန်ုပ်လည်းပွဲပြက်သွားပြီအတိအကျပြဿနာအားလုံးဤတရားခံဖြစ်တော့လူမုံကိုတာနေပါအောင်ကွာမင်းတို့ပိုင်မိုင်းဝေစားဖွဲ့ရဲ့မိဆက်ကိုဘလောက်နဲ့ပေါင်းခဲ့လို့တော့6000နဲ့ပါ တော်တိတ်နှက်ဖြန်ခါမင်းစားဖွဲ့ပြန်တော့ကျွန်ုပ်တို့ရွာကလှဲတွေနဲ့ပြန်ဖို့ပေးမယ်ဖျားပွဲစားဖွဲ့အစီအစဉ်ကျွန်ုပ်ဖြစ်လိုက်ပြီကျွန်တော်ပြောပြတော့ဘာမှထပ်မပြောနဲ့တော့မင်းကိုနှိုက်ကပြက်စီခြင်း၅ပါးနဲ့ဆိုတော့မင်းလူတွေလည်းဖြစ်ကျင်တိုင်းဖြစ်နေကြတော့တာပေါ့ကျွန်ုပ်လည်းခြာကနေလှက်ထွက်ခဲ့သည်ရင်ထဲ၌ကရှက်ချင်းဒေါရဖြစ်ခြင်းတို့ဖြင့်စူစူပွက်ပွက်နောက်နေ့အာယုံတက်တွင်ကလှဲတန်းကြီးနှင့်ကြုံတန်းရွာစိတ်ပြက်ကြရတော့လူမော်ဤမိုင်းဝေစားပွဲကြီးကိုလိုက်လံပို့ဆောင်ကြချေပြီးတကားပြန်မေတော့မစင်စားနဲ့ပြန်မေတော့မစင်စားနဲ့လူမော်ဤစားပွဲပြန်ပို့ပြီးနောက်ဖျားပွဲဤကြံလျက်သားကိုမြိုင်တာမြို့ပေါ်မှာအငိမ့်ပွဲတစ်ဖွဲ့ငှားရမ်းရ၏ငွေထက်ကုန်ချေတော်လဲပြဿနာမရှိသဖြင့်ပွဲတော်ကစီကားတိုင်းမြိုက်စွာအောင်မြင်ခဲ့ရချေသည်လူမုံတို့မိုင်းဝေစားဟာကြုံတိုင်းရွာကိုအကောင်းဆုံးတင်ကားစာပေးခဲ့တာပဲငွေကုန်လူပန်းရွာလဲဖြူကာပြာကာကြကြံရစ်ခဲ့တာပဲတကြီးတို့ပြောသလိုပဲကိုလူနဲ့ကိုရက်ဆက်ကကြတာပဲကောင်းပါတယ်ကောင်းပြီဒါဆိုပထမဆုံးကျွန်ုပ်လောက်ရမယ့်အလုပ်ကပြဆရေးဖို့ပဲကျွန်ုပ်ရေးနိုင်ပါမလားအိုးရေးကြည့်မယ်စမ်းတာကြည့်တာပေါ့တို့ဖြစ်ကျွန်ုပ်လဲဘောပင်နဲ့ဘောအူဝဲရန်တာရုံးအောင်ဤဈေးဆိုင်တို့ရောက်ခဲ့ရသည်ဆရာတို့အကျွေးစင်းဟုတ်ပါဘူးအမဲစင်းမှတ်ဖို့လားမဟုတ်ပါဘူးကွာကျွန်ုပ်တို့ရွာသားတွေကဖို့ပြဆရေးဖို့ပါဗျာကျွန်ုပ်ဒီတာရုံးအောင်ဤဗျာအမေတိုက်ကိုမတိကြိုးကြုံပြုကာလာမဲ့တပေါင်းလလွမ်းစေဒီဖျားပွဲဟာကြုံတိုင်းရွာသူရွာသားတွေကတဲ့ပွဲစစ်စစ်ဖြစ်ရမယ်ဘယ်စမ်းမှအငှားမခေါ်တော့ဘူးဆရာတို့ပြဆရေးဖို့ကလွဲပါမလားဗျဘာလဲတာရုံးအောင်မြိုင်ရစာတုတ်ပီကိုအထင်သေးလို့လားဟာမဟုတ်ပါဘူးဆရာတို့ရဲ့တကယ်တမ်းချက်ရည်ကြည့်တော့လွယ်တဲ့ကိစ္စမဟုတ်မှန်သိလို့ပါဆရာတို့ကတားကောင်ပေါင်းစုံကိုပြစ်ခတ်ဖို့တစ်ဖက်ကန်းခတ်တာအားလုံးအသိပါဒီဆက်လန်ရေးတဲ့ကိစ္စကြအလေးချင်းမရှိရင်မလွယ်တာပြောမလို့ပါခင်ဗျတို့ဖြစ်ကျွန်ုပ်လဲထိုးနေမှစ၍ပြတ်ဆက်ဆက်လန်အတွက်အမျိုးမျိုးစဉ်းစားရချေတယ်ဟာတော့လဲပါရမယ်အကြမ်းလဲပါရမယ်အချစ်လဲဖြစ်ရမယ်တော်လာရေးလို့ပုံစံလဲပါရမယ်ကျွန်ုပ်ဘလို့ရေးရပါစဉ်းစားစမ်းတာကတပီထမင်းစားခွန်တာကြားလာပေါ့ခေါ်မကြအောင်မကြဘာမှဖြစ်နေတော့မင်းမသိပါဘူးသိမြင်ကျွန်ုပ်ရွာပြဆအတွက်ဇန်လန်းစင်နေတာပါကျွန်ုပ်ဒီထမင်းစားလည်းမပြောက်အိတ်လည်းမပြောနေ့စဉ်နဲ့အမျှငင်းငူငောင်းကစဉ်းစားပါတော့လဲယခုထိစားတစ်လုံးမှမရေးနိုင်သေးပါချေကိုတွေ့ဆိုချရေးရမှာတော်တယ်ခုဟာကစိတ်ကူးရင်ဆိုတော့ခက်တယ်ဆရာတို့ကြည့်ရတာပြင်ပန်းလာတယ်ဗျာလက်ဖက်ကောင်းစားရင်တောင်တက်နှေးရမယ်ကွကျွန်ုပ်ရေးမဲ့အစဟာဆွဲဆောင်ကောင်းနေရမယ်ဒါကြောင့်မို့အချိန်ယူစဉ်းစားနေရတာခုဆိုတပတ်တောင်ပြီးတော့မှာပါလားမတ်တေးမြင်ကတမောက်မိမဟူပြီးထိုအိတ်ထီကမလွယ်ရေးချမလွယ်ပါကလားမိတ်ဆွေတို့တာကတုပီအမဲလိုက်ပူလဲစဉ်းစားပါဦးစားကိစ္စပဲကောင်းတဲ့ထည့်ပြီးထမင်းမစားလို့ကကိစ္စမရှိဘူးတိတယ်မဟုတ်လားကုံစည်းနှုံစံအိုးနဲ့စံပြက်လာပြီအေးပါသေးမရနှက်ဖန်ခါကြရိုးမတဲ့ပြောင်းဝင်ပါမယ်ဟာညီနဲ့တော့လဲမအိတ်နိုင်သေးစားစရရန်စူးစားဤတို့တော့ဘဲကစတင်ရေးရမည်နီအရေးတဲ့မက်ကစင်းတဲ့ကတဖုံလာပြန်သေးစားစရာလက်သိကြီးရင်နံစီခုဘယ်စည်းလဲတိလားနေ့လည်းဘဲမှာရေးပါခုအိတ်ရိုးမတော်လဲတွင်လဲအမဲကိုတွေ့ကြီးနဲ့မပြစ်မီရောင်ပင်အော်လိုက်သေးပြတ်ဆက်ပြေးပြီရှာတို့ရေကိုလုံနိုင်တဲ့အလုပ်တော့မလုံနိုင်တော့ပါလားဗျာ
တနေ့တ၌ကျွန်ုပ်ထံသို့ကျောင်းစရာလေးကိုကြီးနိုင်ရောက်လာ၏ကိုကြီးနိုင်ကကျောင်းမိတ်ထားတော့လဲမြို့မပြန်နိုင်သေးပါချေကိုကြီးနိုင်လာပြိုးအတော်ပဲဗျာကလေးတွေအဖေလာစစ်ပေးနေရတာနဲ့ကျွန်တော်လဲမြို့မပြန်နိုင်သေးဘူးဗျို့ကျွန်ုပ်မှာအခက်အခဲတခုတွေ့နေရလို့ကူညီပါဦးဗျာဘာများလဲဇက်တို့ပြောပါကျွန်ုပ်လည်းမနှစ်ကလွမ်းစီဒီဘွဲတော်တွင်မှားရီဝေစားပွဲမှာစ၍ယခုနှစ်တွင်မူကိုတူကိုဒဇက်ကရန်စီစဉ်ကြောင်းတိုးတော်ပြသရေးရန်ကျွန်ုပ်မိတို့မျှမတတ်နိုင်သေးကြောင်းရိုးသားစွာဝန်ခံမိပါတယ်ဟုတ်တာဗောဆရာတို့အခက်အခဲဖြစ်နေတာကျွန်တော်သဘောပေါက်ပါတယ်ကျွန်တော်စူးစမ်းကြည့်ပါမယ်ဝမ်းနာလိုက်တာဆရာလေးရာဆရာလေးရေးရင်ပိုစနစ်ကြပြီးကောင်းမှသိရပါတယ်တခုတော့ရှိတယ်ပြဿနာတိုက်ပေးနိုင်လောက်အောင်တော့ကျွန်တော်မှအချိန်မရှိဘူးစံညွန်ပစ္စည်းအညွှန်းတွေကိုတော့တပါးလေးရေးပေးလိုက်ပါမယ်ဟာရတာဗောဆရာလေးအဲ့ဒီစံညွန်ဘယ်တော့လောက်ရနိုင်မလဲဆရာလေးတပတ်လောက်တော့ကျွန်တော်ကိုအချိန်ပေးပါဆရာတို့စီစဉ်စရာရှိတာတွေစီစဉ်နှစ်ပေါ့ဒါတဲ့ပြဿနာမင်းသမီးလောက်မဲ့သူရှိလားဟဲအဲ့ဒီကိစ္စမတိုင်မင်ရသေးဘူးဒါဆိုတိုင်ပင်ထားနေပေါ့မင်းသမီးငားမယ်ဆိုရင်မြို့ကိုတိုးတင်ငားရရပါလိမ့်မယ်ကောင်းပါပြီဆရာလေးကျွန်ုပ်တကြီးပါစီတို့နဲ့တိုင်ပင်ပြီးတိုးလောက်စရာတွေလှုပ်ထားနေမယ်အကောင်းဆုံးကတော့စားပစ္စည်းမင်းသမီးတို့ကိုတနေရာတဲကရနိုင်တာရှားရမယ်ဥပမာဇက်ကောင်ခွဲထားတဲ့ဆတ်မျိုးစုဈေးတက်တာပေါ့ဗျာကျေးဇူးတင်လိုက်တာဗျာကျွန်ုပ်မလုံနိုင်တဲ့ဝန်ကြီးကိုထမ်းထားရတာခုမှပဲအလုံးကြီးကြတာတော့တယ်ဆရာလေးလာလို့ဒါပဲတော့လူမို့ဆိုကတုပီကသူ့ကိုယ်သူတကယ်စမ်းညွှန်းဆရာကြီးပုံစံဖမ်းပြီးနေတော့တာရှစ်အမဲပြစ်တာတော့ပြဆတ်နဲ့အော်ပြစ်တဲ့တော့ကောင်းရောဆရာလေးကိုကြီးနိုင်ပြန်သွားပြီးနောက်ကျွန်ုပ်တကြီးပါစီဆေးဆရာကြီးဦးရေချမ်းတို့တိုင်ပင်ကြဒီမှာကျုပ်တို့တုံတိုင်းရွာမှာလဲအချော်လှတွေပေါ်တာဗျမင်းသမီးလှုပ်ချင်သူရွေးတင်တယ်ဘလို့ရွေးမလဲမြို့ကလှိုင်းရင်ကြီးမဲ့ရွေးတယ်လို့ရွေးချယ်လို့ကတော့လွယ်မှာမဟုတ်ဘူးကျွန်ုပ်ကမြို့ပြရောက်ဘူးရဲ့အမြင်ကျဲစွာတတိပေးလိုက်တည်င်းစာထဲမှာဗီဒီယိုမင်းသမီးအလိုရှိသည်ကြီးညာတယ်လို့ပေါ့ဆရာတို့ရဲ့ကြုံတိုင်းမှာလဲပြဿမင်းသမီးအလိုရှိသည်ကြီးညာတာပေါ့ဒါဆိုရင်ဘောမှာစားရေးပြီးရွာလေကောင်မှာကြီးညာထောင်လိုက်ရုံပေါ့တကြီးဒါဘောဒါရင်ဘဲကအောင်မလဲမင်းသားလှုပ်ချင်တဲ့လူဆိုင်းရန်လှုပ်ချင်တဲ့လူတွေအတွက်ပါကြီးညာရမယ်အဲ့ဒီလူတွေကပြဿကုံကြစိတ်ထဲဝင်နိုင်ရမယ်ဆိုပါစို့ဗျာမြို့နယ်ကလေလံတအင်းဆဲခွေပေးလိုက်တယ်လို့မျိုးပေါ့ကျွန်ုပ်တဘောပေါက်ပြီတကြီးကောင်းတယ်ဒါမှလွမ်းစေတီဖရားရဲ့ငွေလဲမထိခိုက်နိုင်ဘူးပေါ့ဗျာတို့ဖြစ်ဒါပဲတော့မင်းသမီးရှောက်လာခေါ်နေတယ်ကြားလို့ရွာသူရွာသားများကကျင်းညာဘောရှိတွင်ကြိတ်တိုးတည်းကြုံတိုင်းရွာပြဿကြီးအတွက်မင်းသားမင်းသမီးဇက်ရများအလိုရှိသည်အောက်ပါတိုင်းဇာရွက်လို့ဖြစ်ဖြည့်ဆွဲ၍ရှောက်ပါ1အမီ2မိဘအုတ်ထိန်သူအမီခွေပြူချက်လက်မှတ်3အသက်4ဇက်တပင်ကိုဝါသနာပါခဲ့ပုံ5ထဲ့ဝင်လို့ဒီရံပုံငွေပုံဒရိုက်တာတကြီးပါစီရှောက်လာတွေတစ်ထက်ကြီးရောက်လာ၏ကျွန်ုပ်တို့စစ်စစ်ကြည့်ရာဟာဘဒူမှဆိုင်းရရှောက်တဲ့လူမရှိပါလားဗျို့ဓာတ်ပုံလည်းမပါကြဘူးဆရာတို့ကလည်းဗျာဒီရွာတဲ့သားတွေပဲဓာတ်ပုံမလိုပါဘူးဗျအရေးကြီးတာကရွာအတွက်ရံပုံငွေဘလောက်ထဲ့ဝင်နိုင်တယ်လဲဒါပဲဗျဟုတ်ပါမလားတကြီးကငွေတစ်ခုတည်းကြည့်လို့မရဘူးနော်ရုပ်ချောတရုပ်ဆောင်ကောင်းဖို့တာဝန်ရှိတယ်နော်ဒါတော့ဆရာတို့ပဲဆုံးဖြတ်ပါဗျာတို့ဖြင့်ကျွန်ုပ်ကရင်းမ၍တကြီးကရှောက်လာအမိများကိုခေါ်၏အမှတ်စဉ်1မဖြုံးစိန်ဟောဗျာဗီဒီယိုတည်းရဲ့မဖြုံးစိန်ကမင်းသမီးရှောက်လို့သူ့ရုပ်တွေ့ရင်းနဲ့များတော့ကမောင်ကြီးတွေကမိဖြုံးစိန်ကိုရီခင်းကြတော့ဗီဒီယိုတည်းဆိုတော့တရုပ်ဆောင်ပိုင်းနိုင်တယ်ဗျထဲ့ဝင်ငွေကမနှဲဘူး200တောင်အမှတ်စဉ်2မမို့စိန်ဟင်းအထဲတယ်မမို့စိန်မှတ်သိမြင်ဖောက်တယ်ကြီးသူကအထဲအေးစေးမရောက်မဲ့ဘာကြောက်စားကချင်းရပါလိမ့်ဗျာခန္ဓာကိုယ်မအာမနာကိုကွေရမဟိုမတွန်းနေတော့ဟင်းဝါသနာပါလို့နေပါပေါ့ဗျာပြီးတော့ကိုရက်ရွာရဲ့ပျော်ပွဲရှင်ပွဲမဟုတ်လားထဲ့ဝင်ငွေကလည်း300ကြီးများတော့ဗျငွေထဲ့တိုင်းမင်းသမီးနေရပေးလို့ကတော့မဖြစ်ဘူးနော်တကြီးဒါဆိုကျုပ်တို့ပြဿကဖို့ရံပုံငွေလုံလောက်အောင်ရမှာမဟုတ်ဘူးအကောင်းဆုံးကတော့မင်းသမီးများပါတဲ့ဇက်ကဖို့ကောင်းတယ်ဗျကိုကြီးနိုင်ကိုအကြောင်းကြရင်ဘယ်နဲ့လဲဆရာတို့သူရေးမဲ့ဇက်ကဘလို့စက်မျိုးလဲမသိသေးဘူးသူ့စေတနာနဲ့ကူညီရေးပေးတဲ့ဇက်ကိုကျွန်ုပ်တို့ကဘယ်လိုပညာလောက်ပါဆိုရင်ကောင်းမှာမလားဗျာတကြီးပါစီဒီခိတ္တမြစဉ်းစားပြီးနောက်ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြစ်ကျုပ်ဇန္နာကတော့မင်းသမီးများပါတဲ့ဂွင်တစ်ခုကနိုင်အောင်ကိုကြီးနိုင်ကိုကျုပ်ကိုယ်တိုင်တင်ပြတောင်းမယ်ဗျာပြောကြည့်ရတာဗော
တို့နဲ့ကျွန်ုပ်တို့လည်းမင်းသမီးစင်းကိုဆက်ဖတ်ရာအမှတ်စဉ်3မကောက်သူကထားပါတော့အမှတ်စဉ်4မတ်ရှာမကျွန်ုပ်ဒီမတ်ရှာမအမိကြားတွေနဲ့ဆက်မြင်းနိုင်နေပဲရေမောမိချေဘာတွေရေစရာတွေ့လို့လဲဆရာတို့ဒေါ်ရှာမလိုအသက်50ကမင်းသမီးလှုပ်ကျင်တော့ရေစရာမဟုတ်လားတကြီးရဲ့ဝါဒနာကိုဗျကဲဆက်ခေါ်ဗျာအမှတ်စဉ်5ဟဲမတ်သေးမြင်ဆရာတို့စနီးပါလားဟိုက်ကျွန်ုပ်ရေးနေတော့ဘောပင်လွတ်ကြချေစင်ခန္ဓာဝက်ခိုလုံးကိုမျက်စိထဲပြင်းပြင်းမိတော့ချေဒီတကားထားတော့အမှတ်စဉ်6ကဟေးကျုံမိမမရွှေဘုတ်တော်ဖယားကြီးတယောက်တည်းဆိုရင်ရှက်စရာဖြစ်နေတော့လဲယခုတော့တကြီးကြောပါပါနေတဲ့ဖြစ်အဖော်ရပြီမို့ကျွန်ုပ်တို့နှစ်ဦးသားအားရပါရရေမောမိကြချေပြီတကားကျွန်ုပ်အိမ်ပြန်တွင်တယောက်တည်းတပြုံပြုံရှိသည့်ကိစ္စမှာမင်းသမီးဖြစ်မှတ်ရမြင်လျှောက်လွာတင်တဲ့ကဲ့သို့ဘိုက်ကလေးကလည်းပြဿမင်းသားလျှောက်လွာတင်တော့ကြောက်သည်ထူးဆန်းပါပဲဆရာတို့ရဲ့မဖြစ်ဘူးမြို့ကမှန်ကြီးကြီးတစ်ချက်မှားမှဖြစ်တော်မယ်သေးမြင်တစ်ချက်ဘိုက်ကလေးတစ်ချက်ကြည့်အောင်တငါတဲ့ဆန်ဖူးနဲ့ကြာရုပ်တို့နှစ်ဦးကိုလမ်း၌ဆုံးတွေ့ရာဆရာတို့တယောက်တည်းပြောင်းရင်းစီးနဲ့ဘလို့ပြလာတာလဲဗျဆန်မင်းသားမင်းသမီးလျှောက်လွာစစ်ခဲ့လို့ပါခွာဟာကျွန်တော်တို့လျှောက်လာတယ်ကောတွေ့ကြတယ်မဟုတ်လားရှက်တို့ဘာလဲမင်းတို့ကလည်းမင်းသားတွေပဲလားမဟုတ်ပါဘူးဆရာတို့ရကျွန်တော်တို့လျှောက်တာကဆက်ရမှာမင်းသားလျှောက်ရင်ငွေများများထည့်ရမယ်ဆိုမဟုတ်ပါဘူးကွာငွေကအတိမပြုတ်သေးပါဘူးကျွန်ုပ်အိမ်တို့ရောက်တော့အခါကျောင်းဆရာလေးကိုကြီးနဲ့ရောက်နေနေဒီကိုတွေ့ရ၏ခုပဲတကြီးနဲ့ဆရာလေးအကြောင်းပြောဖြစ်သေးတယ်တကြီးကဆရာလေးနဲ့တွေ့ချင်လို့တဲ့ပြဿကောရနိုင်ပြီလားဆရာလေးပြီးပါပြီဆရာတို့ဒီမှာဇလန်းကကြေးရွာတွေရွာကိုအခြေခံထားတာတကြီးသားနဲ့လူစိုးဖွဲ့တောင်းကြတာကိုဇက်လိုက်နဲ့ရွာသူရွာသားတွေကစကြင်ပြီးပြန်တော်လှန်တဲ့ဆက်ပဲတဘာဝဟာဒအစုံပါတယ်ဖတ်ကြည့်ပါဦးဆရာတို့တကြီးသားကလူစိုးဆိုတော့တကြီးပါစီကြိုက်ပါမလားဗျမဆိုင်မှုလေဆရာတို့ရဲ့ရွာကဒီရွာမှမဟုတ်တာဆရာလေးရေးတာပဲကောင်းပါပါဇက်ကနောက်မှဖတ်တော့မေလောလောဆယ်တကြီးအိမ်တွားရအောင်ဆရာလေးကျွန်ုပ်တို့နှစ်ဦးအိမ်မှထွက်လာတော့အခါကိုကြီးနိုင်ကမေးမင်းသားမင်းသမီးတွေကိုရွာကပဲခေါ်တော့မလို့လားဆရာတို့ဆိုပါတော့ဖြစ်နိုင်ရင်ငွေကုန်တက်တာချင်းလို့လေရေးရဲဝိုးမရှက်မကြောက်တယောက်ဆောင်နိုင်ဖို့လိုတယ်ဆရာတို့မင်းသားနဲ့တခြားဆက်ကောင်ကိုရွာကလောက်ပြီးမင်းသမီးတစ်လက်တော့ငှားတင်တယ်လို့ကျွန်တော်ထင်တယ်ဆရာလေးပြောတာကျွန်ုပ်လက်ခံပါတယ်သူ့ပေမဲ့တကြီးပါစီကအစမင်းသမီးရှောက်မဲ့10ယောက်စီကရမယ်ငွေကိုစိတ်ဝင်စားနေတယ်ဗျခုခေါ်တဲ့ကိစ္စကလည်းမင်းသမီးများများပါတဲ့ဇက်ကစေခြင်းလို့လေတကြီးကဒီလိုပဲဆန္ဒရှိသလားဟုတ်တယ်ဆရာလေးကျွန်ုပ်တို့ရက်ဆက်အောင်မြင်စေခြင်းနဲ့စိတ်ချပါဆရာတို့ကျွန်တော်ရန်ကုန်ပြန်တဲ့အခါဆရာတို့တော့လိုက်ခဲ့ကြပါလိုအပ်တာမြို့မှာတခါတည်းစီစဉ်ပေးလိုက်မယ်အားကိုပါလေဗျာတကြီးအိမ်နဲ့ဆေးဆရာကြီးဥရေရချမ်းမှာရောက်နေချေရာအစင်းနေသွား၏လာဆရာလေးကိုမျောနေကြတာဗျကျုပ်တို့မင်းသား20မင်းသမီး10ယောက်နဲ့ဆက်ရံ10ယောက်ရွေးထားတယ်ဆရာလေးအိုးများလိုက်လားပိုနေမဖြစ်ဘူးဗျကိုကြီးနိုင်စကားကြောက်တကြီးပါစီမျက်နှာပြတ်တာကြောင့်ကျွန်တော်ရိပ်မိချေမလိုဘူးဆိုရင်သူတို့စီကငွေ4000ရဖို့မလွယ်တော့ဘူးပေါ့ဗျာရွာတဲ့ကောက်လေဒီလောက်ရမှာမဟုတ်ဘူးတစိတ်ဗျာဆရာလေးအကြံမေးပါဦးဥအေရချမ်းကလည်းတရဘောဒီဟုတ်ပါတယ်ဆရာလေးအလူငွေကလည်းရန်ပုံငွေကိုခမပြစထက်ရေးဖို့အချိန်ရရင်တော့မှမင်းသား20နဲ့မင်းသမီး10ယောက်တခါတည်းပါဖို့မလွယ်ဘူးဗျတခုတော့ရှိတယ်ကျွန်ုပ်တို့အားလုံးကိုကြီးနိုင်ရဲ့ရင်တစ်ခုကိုလွန်စွာမှစိတ်ဝင်စားလာပြီးတောင်မင်းသမီးတွေကဘယ်ရတဲ့တုံး30ကနေ50ကိုကြီးနိုင်ကကျွန်ုပ်တို့တောင်းဦးကိုစစ်စစ်ကြည့်ပြီးကောက်ကန်ကမေးလိုက်ပုံမှာဆရာတို့မင်းသားလုပ်နိုင်မလားဗျာကျွန်ုပ်ကမင်းသားဟုတ်ပါတယ်ဆရာတို့ကဥဆောင်မှာဖြစ်မှာမို့ပါမင်းသား20ကိုလည်းဥဆောင်မင်းသမီး20ကိုလည်းဥဆောင်ကရမှာထိုအခါကျွန်ုပ်လည်းကတုံရင်ဖြစ်လာစွာဖြင့်မင်းမိဒီမှာဘာကရမှာလဲကျွန်ုပ်မှမကတာတာဗျာစိတ်ချပါဆရာတို့ရဲ့ဆရာတို့ကတတ်ဖို့ရောမင်းသမီးတွေကတတ်ဖို့ပါတင်ပေးမဲ့ဆရာခေါ်မှာပေါ့ကြီးတောင်ကြီးမားကြမှာဗျာလက်ပေးတင်လို့ရနိုင်ပါမလားတကယ်လို့ရင်တကယ်ဖြစ်မှာပေါ့ဆရာတို့လောကမှာဘယ်သူမှမွေချင်းတတ်တဲ့ပညာမရှိပါဘူးဆရာတို့ကိုမြို့ကိုခေါ်သွားပြီးဆရာတဦးနဲ့တီးတာတင်ပေးပါမယ်ဘယ်ရွာသားမှအသိမပေးပဲတတ်သွားရအောင်ပေါ့ဟူးဒါဆိုတော်ရည်နို့မို့ဆိုရှက်တာနဲ့တတ်မှာမဟုတ်ဘယ်လိုအစီအစဉ်လဲဆိုတာသိပြစေဆရာလေးဒီလိုပါတကြီးဆရာတို့နဲ့မင်းသမီး10လက်လောက်ကိုပြဿအပြီးမှာမြိုင်းထနှစ်ပါးသွားနဲ့နှိကုံချုပ်ရမယ်အော်ပရာသဘောမျိုးမင်းသားလောက်ချင်သူကရိမ့်ပေါ့ဗျဘယ်လိုရိမ့်မျိုးကရမလဲဆရာလေး
သူတို့လွယ်လွယ်ကူကူကနိုင်မဲ့ရိမ်မဲ့လောက်ရမှာပဲနှုတ်မဟုတ်ရင်တခါမှလည်းမကဘူးတဲ့ရွာသားတွေကိုမင်းသားလို့တင်တယ်လို့ကတော့ဘယ်လွယ်ကူပါမလဲနောက်တစ်ခုကမင်းသား20အတွက်မင်းသားဥဝတ်စားတွေဘယ်သူမှအကုန်ဝယ်မချုပ်နိုင်ဘူးငှားဖို့ကြတော့လဲဝတ်စုံ20ဆိုတော့မလွဲလာဘူးဒီတော့ကျွန်တော်တို့ကျောင်းသားဘဝကကထိန်ပွဲတွေမှာရင်ကကြတယ်လို့လွယ်လွယ်ကူကူတင်လို့တတ်မဲ့ရင်ကမျိုးကိုဆရာတို့ကိုမြို့ခေါ်ပြီးတခါတည်းတင်ပေးလိုက်မယ်ဗျာဖယားကျွန်ုပ်တာဝန်တွေမသေးလာပါလားဟိုမင်းသား20ကလူငယ်တွေဖြစ်ပါတယ်အဲ့ဒီထဲကကျွန်ုပ်ကိုစားတက်ရောက်ရွေးလို့မဖြစ်ဘူးလားလုံးဝမဖြစ်ပါဘူးဆရာတို့ဘာကြောင့်လဲဆိုတော့တွဲကားရမယ်မင်းသမီးတွေကလူကြီးအရွယ်တွေဖြစ်နေတာရဲ့တာမာရွာသားတို့ကတတ်လို့ပြန်နေတာမျိုးကိုကြမ်းတဲ့ရွာသားတွေကအထင်မကြီးကြဘူးလေနောက်ပြီးအဲ့ဒီလူငယ်တွေကတက်လွယ်အောင်မှပြန်လဲတင်နိုင်အောင်မှတာကြောင့်ဆရာတို့ကိုလောက်ခိုင်းရတာပါဤတွင်တကြီးပါစီအပြည့်ဝထောက်ခံပုံမှာဟုတ်ပါတယ်ဆရာတို့ကိုကြီးနိုင်ပြောတာကောင်းပါတယ်ဥအေရချမ်းကလည်းဟုတ်တယ်ဗျဆရာတို့ကြတော့ကြုံတိုင်းရွာတယ်မကဘူးတပီလုံးကပါသိနေတာဆရာတို့တာဥဆောင်ကမယ်ဆိုလို့ကတော့လွမ်းစတီပွဲဟာကြက်ပြန်မကြစီကားမှာပါဗျာဟုတ်ဤဆရာကြီးဥရေရချမ်း၏စကားဒီနောင်ချိန်တွင်တွေးထွက်အောင်မှန်ကန်ကြောင်းတွေးရှိရပေသည်ဟုတ်ပါတယ်ခမဆရာတို့တာဇက်ကလို့ကတော့ယုံတွင်းရင်ဝက်ကွဲရမှာပဲဘာဖြစ်လို့လဲဆိုတော့မြန်စာတုတ်ပြီးဟာဇက်ကတိုက်ရဲ့လားလို့စိတ်ဝင်စားပြီးအဲ့တော့လာကြည့်မဲ့လူတွေအများကြီးရှိနေလို့ပါကိုကြီးနိုင်ကစကားကိုရက်ပြီးဘေးဘီကြီးကတို့ပြောဒီမှာကျွန်တော်တို့ဒါဒီကိစ္စသိပါစေဘဒူးမှမပေါက်ကြားစေချင်ဘူးမင်းသမီး10ဦးကိုတော့တကြီးမင်းကအိမ်မှာတိတ်ခေါ်ပြီးအဝတ်ထဲချုပ်နိုင်သူချုပ်ငားတာငားကြဖို့လျှို့ဝှက်မှားကြတာပါပြစာမင်းသမီးကိုဒီ10ဦးတည်းကပဲရွေးမှာလားဆရာလေးမရွေးပါနဲ့ဖက်ဟဲကိုင်ဟဲနဲ့ဆိုရင်ပြဿနာရှိနိုင်ပါတယ်မင်းသားကိုရွာကရွေးပြီးမင်းသမီးကိုမြို့ကငှားပါလိုအပ်သည့်ကိစ္စများအသေးစိတ်တိုင်းပြီးကျွန်ုပ်နဲ့ကိုကြီးနိုင်တို့အိမ်ပြန်ခဲ့ကြ၏မနေ့ကကျွန်တော်ရန်ကုန်ပြန်မှာဆရာတို့တပါးလိုက်ခဲ့ပေါ့ဗျာမမမြင်တဲ့ဘိုက်ကလေးကိုစားပစ္စည်းစိုင်းကိစ္စမင်းသမီးငှားဖို့ကိစ္စနဲ့မြို့သက်သွားတယ်လို့ပဲအတိဝေးခဲ့ပါဗျာစိတ်ချပြို့ကျွန်ုပ်သဘောပေါက်ပါတယ်အိမ်တွင်မတ်သေးမြင်ကထမင်းပွဲပြင်စောက်ဆိုင်နေတည်းကျွန်ုပ်ကစားဝင်လှပါချေတေးမြင်ပါဝဲမင်းသမီးဇလက်နဲ့ကျွန်ုပ်မြိုင်ရစာမြိုင်ထကိုရင်ုံပန်းတုံတွေးမိနေတော့ကြောက်သည်ဖြစ်ပါမလားဆရာတို့ရဲ့ကျွန်ုပ်လည်းလိုအပ်တော့ငွေကြေးပမာဏကိုယူဆောင်၍မြို့တော်ရန်ကုန်တို့ရောက်ခဲ့ပြန်၏မတ်သေးမြင်ဘိုက်ကလေးနဲ့ရွာသားများတိကြသည်ကစိုက်ပစ္စည်းငှားရရန်တာဆရာလေးကိုဒုက္ခပေးတယ်လို့ဖြစ်နေပြီဗျာကိစ္စမရှိပါဘူးဆရာတို့ရာကျွန်တော်လဲကြုံနှံ့ရွာသားတစ်ပိုင်းဖြစ်နေပြီဟာကျွန်တော်တပည့်တွေလည်းရှိနေပါဗျကျောင်းဆရာပြီးတာပါပဲရဲ့ဗျာဒါထက်ကျွန်ုပ်ကဘဒုစီမှာအကတည်းရမှာတော့ကျွန်တော်နဲ့ရင်းနေတဲ့တပင်တွေတယောက်ရှိပါတယ်ဗျာနတ်ကတော်ကြီးပေါ့ဗျာနတ်ကတော်ကြီးဖျားကေပါစိတ်မူပါနဲ့ဗျာနာမည်ကပတိစိန်တဲ့ကျုပ်ပတိစိန်ပါရှင်ဗျာအသက်50ခန့်ယောက်ျားလို့မိန်းမရှာလို့ရောင်တစောင်းနဲ့ပတိစိန်ကြီးကိုကြည့်ပြီးကျွန်ုပ်လှပြဖျားချင်လာ၏အကတင်ချင်တာကဒီကအကိုကြီးလားရပါတယ်ဗျာအကောင်းဆုံးနှစ်ပါးရကနီကိုတင်ပေးပါမယ်တင်ခကတော့200တဲ့ပါရှင်ဗျာကျွန်ုပ်ဒီကိုကြီးနိုင်ကိုကြည့်ရာကိုကြီးနိုင်ကခေါင်းကြီးပြတစ်ဖြင့်ငွေထုတ်ပေးလိုက်ကဲရှတ်တို့ဒါဆိုကျွန်တော်ပြအောင်မယ်ဇေယျကြီးကျွန်ုပ်အကတင်လို့ရနိုင်ပါမလားခင်ဗျာပတိစိန်ကကျွန်ုပ်ဤတကိုယ်လုံးကိုအနုလုံးမသိလုံးကြည့်ပြီးတကားလားအကိုကြီးခန္ဓာကိုယ်ကိုနူးညံ့မနူးညံ့စမ်းသပ်ကြည့်ပြီးမှသိနိုင်ပါလိမ့်မယ်ရှင်ဗျာကျွန်ုပ်အနေငယ်တို့သွား၏ဘယ်လိုများစမ်းသပ်မှာပါလဲကန်ကြည့်ရမှာပေါ့ရှင်ဗျာကျွန်ုပ်ဤအကြောအမြင်များပိုမိုတို့တော်လားဟုထင်ရချေတို့တော့ကြုံတန်းရွာ၏ကြက်ရည်ဆောင်ဖြစ်ရမည်သူပြီးကျွန်ုပ်ဒီမပြောပါတော့ပဲဒုက္ခများကိုကြော်လားနိုင်ရမည်ဟုဆုံးဖြတ်ချက်ချလျက်ကြည့်လေကြည့်ပါတကယ်နော်ဒါဆိုရင်အကိုကြီးကိုကန်ကြည့်တော့မယ်နော်ပတိစိန်ကကျွန်ုပ်၏လက်မောင်းရင်ဘတ်ကြော်ရိုးခါချေလက်တို့ကိုဖြစ်လေ၏အိုးဟိုရတယ်အိုးမစိုးပါဘူးမင်းသားလို့ရနိုင်ပါတယ်ဒါပေမဲ့ဖထမဆုံးအကိုကြီးရဲ့မာကြောနေတဲ့အကြောချင်တွေကိုအရင်ဆုံးရှော့ပြရမယ်ဒါနဲ့အေရိုပစ်ကစားဦးလိုက်ရင်အေရိုပစ်တွေဘီရိုပစ်တွေကျွန်ုပ်နားမလဲပါဘူးကျွန်ုပ်ငငယ်ကတော့ရွာမှာဒိုးပြဝိတ်စားပေါ့ဗျာတော်ပါပြီတလောက်ဆိုတဘောပေါက်ပါပြီအခုကျမကျွန်တော်လုပ်လို့လုပ်ပါပတိစိန်၏အမူအရာတိုင်းအတတ်နိုင်ဆုံးစူးစမ်းလုပ်၏စမယ်နော်1 2 3 4 5 6 9 8 9 6 5 4 3တမျိုးပြောင်းကျွန်ုပ်ခန္ဓာကိုယ်ဒီဂျိုဂျိုမြည်လာ၏လက်မြောက်ခြေမြောက်တွေပါ၏ကော့ကန်ကားတွေပါ၏ကျွန်ုပ်ကဇောကြီးများပြန်လာရချေပြီရိုးမတော်ကြီးထဲတွင်အန်ရရှိသောတားရဲကြီးများနှင့်အမဲလိုက်ခဲ့စဉ်ကချွေတီမကြခဲ့တော့ကျွန်ုပ်ဒီပတိဆိုင်နှင့်အကတင်ရာမှရိုးချွေးမကဇောကြီးများပါပြန်ရချေပြီကော
ဇာဆရာကြီးခမညာဒါအကတင်တာလားခမညာ အကမစရသေးပါဘူးဒါကတင်းနေတဲ့အကြောအချင်းတွေရော့သွားအောင်လုပ်တာပါကတယ်ဆိုတာဟာခေါင်းခါခြေလက်ဤလေးချက်ကိုညီညွတ်မျှတာအချိုးကျအောင်လှုပ်ရှားခြင်းပါပဲစီနယ်ဝါစီနယ်ဝါစီနယ်ဝါလေးစီနယ်ဝါပတိစိန်ကနှုံးမဆိုရင်ခြေလက်ခေါင်းခါအရင်နဲ့ကပြ၏ကျွန်ုပ်ကမှတ်သားပြီးလိုက်ကပါတယ်အမှားမှရွင်ရွင်ဒီအိုးမဟုတ်သေးပါဘူးအဲ့ဒီလိုရက်တပတ်ရှိလာပြီးနောက်ကျွန်ုပ်ဒီမြိုင်ယာစာမြိုင်ထအတွက်မချီမွန်းနိုင်တော့လဲမကဲရနိုင်တော့အစ်စ်ရောက်ခဲ့ပြီထို့ကြောင့်ရွာပြန်လိုအပ်သည်များကိုပတိဆိုင်နဲ့တိုင်ပင်ရချီကျွန်ုပ်မင်းသမီးတလက်ငှားချင်ပါတယ်ပြဆအတွက်ပါဘယ်နှညကမှလဲ3ညတညကို90တော့ပေးရမယ်3ညဆိုတော့150ပေါ့ဟုတ်ကဲ့ရုပ်ချောချောတဲ့ကငှားပေးပါကျွန်တော်သူမရှိပါတယ်ရုပ်ချောတာတော့မမူပါနဲ့တရုပ်ဆောင်လဲကောင်းရပါစေမယ်ဟုတ်ပြီးတော့ဇက်ခုံအတွက်နဖူးစီးတို့တိုင်ဖုံးတို့ပြဆအတွက်တောကားအိမ်ကားပြီးတော့စိုင်းပါပေါ့ကျွန်ုပ်ဇံပေးခဲ့ပါမယ်ကျွန်တော်တောင်းယူပါတယ်စိတ်ကြပါခင်ဗျာကျွန်ုပ်ဒီပတိဆိုင်ကိုလိုလားချက်များမှားကြပြီးတုံတန်းရွာတို့ပြန်ခဲ့ချီတယ်သူရဲကောင်းတူဒီတိုက်ပွဲအောင်မြင်ပြီးတိုင်းပြည်ပြန်ဝင်လာသည့်နေ့ကျွန်ုပ်၏ရွာသားများအထူးသဖြင့်မင်းသားမင်းသမီးရှောက်လွှာတင်သားသူများကြိုးဆိုကြကုန်ချီဆရာတို့ပြန်လာပြီဆရာတို့စားပစ္စည်းတွေငှားလို့ရရဲ့လားဗျများယာစာတို့ပြီးလောက်ရင်မဖြစ်တာမရှိပါဘူးကွပြဆန်မင်းသမီးငှားခဲ့တာဆိုဆရာတို့ချောရလာရင်ရုပ်ရှင်ဗီဒီယိုမင်းသမီးတွေအရှုံးပေးရအောင်ကိုလှတယ်ဟေးဝေးတာမတို့ဆရာတို့အိမ်တို့ရောက်တယ်ကဇနီးမျက်နှာမကြည့်မသားမြင်းနေကောင်းရဲ့နော်တာကတပီတော်ပင်များအလင်းလိုက်နေလို့ရက်တွေတော့ကြာနေရတာလေရှင့်အเจ้าနေမကြားချင်မှအဆုံးပါလားဘာတဲ့မင်းသမီးနဲ့အစင်းမင်းနေဆိုဟီကတပီမဟုတ်ကကွာမင်းသမီးကိစ္စကမနေ့ကမှပါကို့သမီးရွယ်လေးရှိပါသေးတယ်ဘာပြောတယ်တော့ဟီတချင်းတော့ရှိနေတယ်မလားသမီးရဲ့ဦးတို့ဘာတို့ဆိုတာလေမတေးမြင်ကစိတ်ထင်နဲ့စွတ်စွတ်တင်ချေပြီးမတတ်နိုင်ကျွန်ုပ်ကတမျိုးတစ်ပုံချောရချီမြင်ကလွဲရင်မိမအားလုံးကကိုတို့အတွက်ဖွဲနဲ့စကွဲကြီးပါပဲခွဲတို့တော့ချော့မပူမာတတ်သည့်လူတဘာဝအတိုင်းမှတ်သေးမြင်ကပိုလို့စိုးနေတော့ဒီတကားတော့ကိုရုံရမှာလားတော့ကကြုတ်ွယ်ရမှာဖြစ်နေတာဖြစ်နေမှာဒါကမြို့ဤကိစ္စကြီးကိုမြည်တို့ပြေလဲအံ့နီးဟုအကြံထုတ်စဉ်တင်းမြင့်စိတ်ဝင်စားဆုံးကိုတတိယလာလည်းဖြစ်ကျွန်ုပ်ပြောလိုက်ဒီမှာမြင်မင်းသမီးလို့ဖို့ခရောင်းအင်ဂျီနဲ့ထိုင်မသိထမိန်တဲ့ထဲပါကိုတို့ဝဲခဲ့သေးတယ်အေးဟင်းတကယ်လားကိုတို့အေးနေပါဦးမင်းသားကောဘသူ့ကိုငားလာလဲပိုလားချမ်းလားမိုးလားယင်ကျွန်ုပ်လဲဝင်းဘိုချမ်းသာမိုးဝင်းတို့ကိုမနာလိုလှစွာဖြင့်မှတ်တဲ့မြင်ကိုကြည့်ပြီးကျွန်ုပ်လဲတော်ချောင်းတက်ချောင်းဖွေပြောရန်စိတ်ကူးမိချေတို့ရတဲ့ကိုကြီးနိုင်၏စကားကိုပြန်အမှားရချေဒီမှာကျွန်တော်တို့ဒါဒီကိစ္စကိုသိပါစေဘသူမှမပေါက်ကြားစေခြင်းဘူးဘေးလူမသိပါစေနဲ့ဆက်တို့အဲ့ဒီမင်းသားတွေထက်စိတ်ဝင်စားစရာကောင်းတဲ့မင်းသားနဲ့မင်းတွဲကားရမှာပါကွာခုတော့မပြောပါနဲ့အောင်လို့ကျွန်ုပ်ဂတိပေးခဲ့ရလို့ပါကွာနော်မြင်ကျွန်ုပ်လဲကိုကြီးနိုင်ပြတ်ဆက်မှုချင်းကိုယူကတကြီးပါစေရင်ထွက်ခဲ့ပါတယ်မြင်ကစိတ်ကူးရင်လျက်တကြီးကဝမ်းနာအားရကြိုးဆိုပါတယ်ဆရာတို့အဆော့အရာအစင်မေးရလားပြုတ်ပြေးပါတယ်တကြီးကျွန်ုပ်လဲမြိုင်ထကောင်းကတ်တာပြီးစိုင်းတို့ဇက်ပစ္စည်းတို့လဲဇယံပေးခဲ့ပြီးမင်းသမီးလဲငှားခဲ့တယ်ဒီကနေ့ပြဆအတွက်ဇက်ကောင်ရွေးချင်တယ်တကြီးလူစုပေးပါဦးတကြီးပါစီကမောင်းထုလူစုစေဒူးခဏမဆိုင်ပဲရွာသူရွာသားတို့ရောက်လာ၏ကျွန်ုပ်တို့တောင်တန်းရွာဖျားပွဲမှာအထူးတင်ဆက်မဲ့ပြဆကြီးကိုယခုဇက်ဆောင်တွေရွေးချယ်မှာဖြစ်ပါတယ်မြိုင်ယာစာတုတ်ပီကဥဆောင်ရွေးချယ်ပါမယ်ဒီတော့ပြဆကဖို့ရှောက်လွှာတင်ထားတဲ့သူတွေကိုဒီကနေ့ဇက်လန်အကြံမြင်ပြောပြပြီးဇက်ဆောင်တွေကိုရွေးချယ်မှာဖြစ်ပါတယ်ရှတ်တို့ကျွန်တော်ကိုပြဆမင်းသားရွေးပါဗျာနော်စင်ဆာဆာလောက်ပါကွာကျွန်ုပ်လူပြောမခံမရစေနဲ့ဗျာအီးဒါလူကိုချွတ်လိုက်တာဒါဖြင့်ရွှေထုတ်ကဘယ်သူနဲ့တွဲမှာတော့ဗျဟာရွှေထုတ်ကဘာလို့ဘယ်သူနဲ့တွဲရမှာလဲကွကျုံတိုင်းရွာမှာရွှေထုတ်ကအလှဆုံးပဲဟာမင်းသမီးနေရမရဘူးလားကျွန်ုပ်ဒီဘိုက်ကလေးသဘောထားကိုယခုမှသဘောပေါက်၏ရွှေထုတ်ကမင်းသမီးဆိုရင်ဘိုက်ကလေးကမင်းသားလှုပ်ချင်သူပေသည်မင်းတော်ညပါလားဘိုက်ကလေးမင်းသမီးဆိုတာလှရုံတက်နဲ့မဖြစ်သေးဘူးကွတရုပ်ဆောင်ကောင်းဖို့လိုသေးတာကွတနည်းပြောရရင်အရှက်မရှိမှဖြစ်တာကွမင်းသမီးလျှောက်တဲ့အထဲမှာရွှေထုတ်မပါဘူးဆိုရင်မင်းအော့သွားလိမ့်မယ်ကျွန်တော်ကသူ့လှကိုအားကိုးပြီးရှောက်မယ်ထင်တာဒါကြောင့်ကျွန်တော်ကကိုရုပ်ရည်ကိုအားကိုးတာထက်ဆရာထုတ်ကိုအားကိုးပြီးမင်းသားလျှောက်ခဲ့တာပါဗျာအိုးဘိုက်ကလေးရဲ့ထိုးစဉ်ကျွန်တော်တို့မင်းသားလျှောက်တဲ့သူတွေပါကျွန်ုပ်လဲမင်းသားဖြစ်လို့သူများရဲ့ဥပဒေရုပ်များကိုကြည့်ပြီးစိတ်ဓာတ်ကြတာမိချီသည်ကြည့်ပါလောဟ
ဟင်းကိုအားမနာတော့အမဲရိုးများတာဒီကျွန်ုပ်ဥပတိလိုပုံလာရင်ခင်မဲမပြောမပြီးမသေးမမီပါတကားပြဿမင်းသားတူးတဲ့တာရွေးသုံးရမှာဖြစ်ပါတယ်ဒီတော့တရုတ်ဆောင်ကောင်းသူကိုဒါရွေးချယ်ပြီးကြံတဲ့ပုံကိုယ်တွေကိုတော့အော်ပရာရိန်းနဲ့ဇာတ်ရံတွေအဖြစ်လိုအပ်တယ်လို့တည့်တယ်လို့ထဲ့တုံးမှာဖြစ်ပါတယ်သဘောတူကြပါလားကျွန်ုပ်အမေကိုအလွယ်တကူမပြေကြကြချီမလျှော့ကြကျွန်တော်ငွေများများထည့်ဝင်ပါမယ်ငွေများများထည့်အတိုင်းမင်းသားလုပ်လို့မရပါဘူးတစ်ရုပ်ရည်နဲ့အတန်လိုပါတယ်နှစ်အမှုပညာဓာတ်ခံလိုပါတယ်သုံးတင်လွယ်တက်လွယ်ဖြစ်ရပါမယ်အဲ့ဒီတော့ကိုမင်းသားဖြစ်နိုင်မဖြစ်နိုင်ကိုပါတာကိုသဘောပေါက်ကြပါသဘောပေါက်ပါပြီမဖြစ်နိုင်ပါဘူးတိတ်မှန်တာပဲကို့အကြောင်းကိုသိဖို့လိုတယ်ဗျို့ကိန်းသေးစရာကြီးဥရချမ်းကကျွန်ုပ်စကားကိုထောက်ခံချေပြီးကြုံတိုင်းရွာရဲ့ပြဿဝါဒနာရှင်များကိုကျွန်ုပ်စကားနဲ့ငယ်ပြောပြစီကျွန်ုပ်တို့လောက်တာဟာလွမ်းစေတီဖျားဇီကားတိုင်းမြိုက်ဖို့အတွက်ဖြစ်ပါတယ်ကြရအခန်းကအကောင်းဆုံးဖြစ်အောင်ကပြကြပါဘယ်နေရာရမှကမယ်ဆိုတဲ့သဘောမထားကြဖို့မြတ်တာရက်ခံချင်ပါတယ်သဘောပေါက်ပါပြီဗျာမပေါက်လို့လေရမှမရတဲ့ဥစ္စာကောင်းပါပြီဒီကနေ့ညနေကစပြီးစားတိုက်ပါမယ်ပြဿထဲမှာပါဝင်လိုသူများညနေ4နာရီမှာကျွန်ုပ်အိမ်ကိုရောက်လာကြပါဇက်ကောင်တစ်ခါလေးရွေးပါမယ်အော်ပရာရိမ်းမှာပါဝင်ခြင်းသူတွေအတွက်တော့မနှက်ပြန်ခါမနဲ့ဥရရာချမ်းအိမ်မှာစားတိုက်ကြပါမယ်သူတို့ပြန်သွားကြတော့အခါဆရာတို့မင်းသမီးဇလက်နဲ့မြိုင်ထကိုဘယ်မှာတိုက်ပါလဲဒါလျှို့ဝဲရမှာဆိုတော့တကြီးအိမ်မှာပဲနေ့လယ်ပိုင်းထဲပေးပါဗျာဆရာတို့တော့လက်မလဲအောင်တင်မေးရမှာဆိုတော့အတော်တော့ပြင်ပါမယ်ဗျာကိစ္စမရှိပါဘူးဗျာနားနဲ့မျက်လုံးကောင်းရင်တတ်ကြမှာပေါ့ဗျာစူးစမ်းရမှာပေါ့ဇက်ကရန်စင်းတင်ထားသူများဇလံဖတ်ပြပြီးနောက်ပြဿမင်းသားကိုတော့နောက်ဆုံးမှရွေးပြီးမင်းသမီးမျိုးကလာမှဆက်တိုက်ပေးပါမယ်အခုဇာတ်ရံတွေကိုအရင်ဆုံးရွေးပါမယ်မင်းသားတငယ်ချင်းနေရာဂွတို့ကိုအရင်ဆုံးရွေးပါမယ်ပြဿကလိုသူများကမိသူကိုရွေးချယ်မိနည်းဟုစိတ်ဝင်စားစွာဖြင့်စောင့်ကြည့်နေကြချေကျွန်ုပ်ဒီထိုင်နေသူများတစ်ချက်ဝေးကြည့်လိုက်ပြီးပင်ပင်ရှိရှိလူရွယ်အားဖိုးချုပ်မင်းဂွတို့ဖြစ်တရုပ်ဆောင်ရမယ်ပင်ပင်ရှိရှိကိုဂွတို့တဲ့မင်းသမီးရဲ့မောင်လေးမောင်ပြားရဲ့နေရာမှာလူခန့်ငယ်တူကိုရွေးရမယ်ရှေ့ကတငယ်ထဆန်မင်းဘသူတာလဲနာမည်ဘလို့ခေါ်လဲဥစိတ်တို့ဒေါ်ခွေးမရဲ့သားကြီးကမ်းပါအေးကောင်းတယ်စိတ်တို့ခွေးမရဲ့သားကြီးကမ်းကိုမောင်ပြိုင်းနေရာမှာရွေးလိုက်ပြီကြီးကန်းကမောင်ပြိုင်ပိန်ရှင်နဲ့ကွာတို့တဲ့စမ်းပါပဲရေးရတယ်လောင်တလူလူအားပေးတလူလူဝေဖန်တန်တွေကထွက်ပေါ်လာချေကျွန်ုပ်ကရှင်းပြမနေတော့ရွာပြဿအတွက်အကောင်းဆုံးဖန်တီးပေးရချေလိုက်မည်တဖြည်းဖြည်းတော့သူတို့နားလဲသွားကြမှာပါတို့ဖြစ်မုတ်ဆိုးမအကျော်တဲ့တော်လှလေးစိန်မင်းသားမိခင်ဖြစ်မှတ်သေးမြင်တကြီးဖြစ်ရက်ဓမ္မစိုးပေအား၎င်းတကြီးသားဖြစ်မှုံတေတကြီးကြော်ဖြစ်တော်ဝင်းကြီးမြို့ပိုင်ဖြစ်ဥပြားကြီးအား၎င်းရွေးချယ်လိုက်ချေတကြီးသားနှင့်စိုးဖော်စိုးဖက်လူစိုးတစုအားရွေးချယ်တော့အခါဆန်ဖူးနှင့်ကြာရုပ်တို့ပါဝင်လာကြ၏ကျွန်တော်တို့ကိုတိုင်ပင်များများတော့ပါဆရာတို့ကျွန်တော်တို့လေပေါ်ကနေခဏခဏတိုင်ပင်ပြစ်တတ်ကြလို့ပါကောင်းပါပြီကောင်းပါပြီကဲကိုပါဝင်မဲ့အခန်းအတွက်လိုက်ဖက်မဲ့အဝတ်အစားတွေရှာဖွေထားကြပါကဲမင်းသားစိတ်ရွေ့ကြရအောင်လှုပ်ချင်တဲ့သူတွေမှတ်တိုက်ရကြပါထိုက်ရသူဇဲဥခတ်ရှိမီမင်းသားလှုပ်ချင်တဲ့သူတွေကိုအမူအရာနဲ့အတန်စစ်ရမယ်ပထမအမူအရာဆိုတဲ့နေရာမှာအားရပါရရေပြရင်ချက်ချင်းတီးပြက်နောက်မျက်ရည်ကျပြီးငိုပြရမယ်ကဲမင်းလှုပ်စမ်းကျွန်တော်ဟဟလားတွားကြိုးပေါ်လှုပ်တန်ကြီးဖြစ်ရေပြချီပြီးတကားကဲကွာတီးပြီးငိုပြစမ်းဟေးငိုလို့လည်းမရဘူးမျက်နှာကြီးတာရှုပ်သွားသွား၏ရေမန်းငိုမှမသိရမျက်ရည်ကလည်းအကျိုးစားဆုံးညှစ်တော့တော့လဲမထွက်ရှာချေရတော့ရုပ်ကလွမ်းစရာမဖြစ်ပဲနဲ့ပရိသတ်ဖနှောက်နဲ့နှက်ကျင်စရာရုပ်ဖြစ်နေပြီနောက်တစ်ယောက်ဆက်လုံစမ်းတိန်တငယ်နာကမစင်မျက်စကပြစ်နေသေးရေတော့လဲမျက်စတစ်ပြစ်တီတော့လဲမျက်စတစ်ပြစ်ဟိုးဒီလောက်ဆိုသိပြီတော်တော့မင်းငိုရင်ပို့စို့မယ်ရက်နေသူတို့ချို့ပြန်ထိုင်သွားကြပါတယ်ကို့အချင်းတွေကိုတိသွားကြချေပြီလူပြိုကြီးစောတဲ့မောင်နဲ့တာတော့အောင်တို့ကတော့ရက်စဲဇွဲကောင်းလာ၏ကဲစောတဲ့မောင်စကျွန်တော်မင်းသားလုပ်ဖို့မဟုတ်ပါဘူးမင်းသမီးအကူကြီးအခန်းကလှုပ်ချင်တာပါဟီအိုးကျွန်ုပ်ရဲ့ပြဿနာမင်းသမီးအကူမှမပါတာဒါဆိုမင်းသမီးအဖေခန်းကရောဆရာတို့မင်းသမီးမှာမောင်လေးတူပဲရှိတယ်အကူလည်းမရှိဘူးမိဘလည်းမရှိဘူးဘာဆိုဘာမှမရှိဘူးကွစောတဲ့မောင်ကစိတ်ပြက်လက်ပြက်ဖြစ်ပြန်နိုင်သွားတော့ချီလက်ဆက်တတ်တော့မင်းသမီးနဲ့အနီးကတွဲလို့သူလည်းရှိပါသေးတကူကဲတားတော့အောင်စမယ်တားတော့အောင်တဟားဟာရေတော့ဤဦးလိုက်တဲလိုက်ရေနေရာမှ
မျက်နှာကိုလက်ဝါးတစ်ချက်တက်ပြီးတီးပြစ်၏ပြီးတော့ငိုင်းတွေသွားကဝမ်းနဲ့ရိတ်များပေါ်လာကမျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာတော့သည်တကားဟောတေကောင်းပါလားတာတော့အောင်ကွာဒါမှမင်းသားကွာဟေးတာတော့အောင်ဒီအရက်မှာဥပတိရှိကျွန်ုပ်ကဲ့သို့ဒီကြုံတိုင်းရွာအတွက်နှစ်စဉ်မင်းသားကောင်းတဲ့လက်ရတာပဲဟေးစူးစမ်းစမ်းပါကွာကဲဒီကနေ့စားတိုက်ရမှာကမင်းသားရဲ့အမေဒေါ်လှလေးစိန်ကိုတကြီးသားတာတင်နှစ်လူစိုးတစုကမေးတယ်ဒေါ်လှလေးစိန်ကတားကိုနှိပ်စက်မှာဆိုတာနဲ့မသိဘူးလို့ဘူးကန်တယ်အဲ့ဒီမှာတကြီးသားတာတင်တို့အုပ်စုကဒေါ်လှလေးစိန်ကိုနှိပ်စက်တဲ့အခါမှာကဲမတ်သေးမြင်နဲ့မှုံတွေတို့လူစုတေးသေးချာချာနားထောင်ကြနော်ဘလို့နှိပ်စက်ရမှာလဲဇတ်တို့အသေးစိတ်တော့သူ့ဆက်ညွန်ထဲမှာရေးမထားပေဘူးတို့တော့ကျွန်ုပ်ဖြီးဆွတ်ထားတဲ့အသေးစိတ်နှိပ်စက်ခန်းကိုနားထောင်ကြပါ1ထမင်းစပွဲကိုလွှင့်သွားအောင်ကမ်းပြစ်2ဒေါ်လာလေးစိန်ရဲ့ပါးကိုတစ်ဖက်ကို3ချက်စီရိုက်စုစုပေါင်း6ချက်3နိုင်ရိုးတစ်ဖက်ကို2ချက်စီပြစ်စုစုပေါင်း4ချက်တိတိကမ်းပြစ်4ကြော2ချက်နှအောင်3ချက်သေးပါပြီတော့ကျွန်ုပ်ဒီအတိအကျရေရိုးပြနေစဉ်မှတ်ရမြင်ကအထင်တော်လဲချေပြီဒီကတုတ်ပီဒါတော့ကြညာကုန်မေးလားဒါကျုပ်ကိုတေးကြောက်ကြစီတာပေါ့လीပြောစမ်းဟိုက်မဟုတ်ပါဘူးမြင်ရဲ့ဇလအရမို့ပါဒါမှမင်းသားအမေကိုပြိတ္တကတနာကြအောင်လीတော်တိုင်အောင်နှိမ့်ဆက်ဟန်ပြတာနဲ့ပြိတ္တသဘောပေါက်ပါလေရှေ့ကြမှာတော်ပြီကျုပ်မင်းသားအမေခန်းကမလုံနိုင်တော့ဘူးလှုပ်ချင်တဲ့သူလှုပ်ပါစေဒါပဲစားတိုက်သူများကကျွန်ုပ်ကိုပြောင်းစည်းစည်းဖြစ်ကြီးကြချေကုန်၏တောင်းပန်ပါတယ်မြင့်တဘောကြနှိမ့်ဆက်ခန်းကိုလျှော့ပါမယ်ဟုတ်ပြီလားဒါပဲနော်ရိုက်တာကန်တာကြောက်တာလူကိုမထိစေနဲ့နော်ရကတဲ့ကအလျှော့ပေးပေါင်းလာရတဲ့မိမတေးတဲ့အထိအလျှော့ပေးပေါင်းရအောင်မီလို့မှသိမြင်နောက်တစ်နေ့နန်းနဲ့စောစောမင်းသမီးဇယ်ဦးကိုမြိုင်ထအတွက်တကြီးပါစီအိမ်၌အကတင် जा ပေးနေစဉ်ဇတ်တို့မြို့ကပြဿနာမင်းသမီးဆိုတာအခုအိမ်ရောက်နေပြီအဲ့ဒါကဲမြင်ရေမင်းလိုက်တော့နှစ်ပါအောင်ကျွန်ုပ်ဒီမှာတနားကြီးလောက်တင်းမင်းနှစ်အောင်မယ်တင်းမင်းဒီအကတင်ပေးရမှဆင်းသွား၏ကြာမင်းသမီးကိုလည်းအားစိုင်းတော်စီကပြီးတာနဲ့ကျွန်ုပ်နဲ့နှစ်ပါးရွာတယောက်စီကားရမှာဖြစ်ပါတယ်တယောက်ကိုတချင်းတစ်ပုတ်စီလောက်မတူအောင်ကတင်ပေးထားပါမယ်တေချာလက်ကြည့်ကြပါတနာရီမြဇတ်တိုက်ပြီးလူစုခွဲခဲ့ကြပါတယ်ကျွန်ုပ်အိမ်ဝတွင်ကကာလာသားများတယုံယုံဒီဟင်းဘာလုပ်နေကြပါလဲကာလာသားများမှာကျွန်ုပ်ကိုမြင်မှကိုရှင်တက်ကအရှိုးရှိုးပြန်သွားကြ၏အိမ်ပေါ်တွင်ကလူပဒေတာကြံတဲ့၏အဟီးငယ်လဲငယ်ချောလဲချောတယ်နော်တာတော့အောင်တော့ပွားတာပဲဟေးရှိကထိုင်ပါပြုတ်ပြန်ကြပါမိန်းလေးတူတဲ့ကိုဒီလိုဝိုင်းကြည့်နေတာမသိတော့ပါဘူးစားတိုက်မှလာကြည့်ပါကျွန်ုပ်ပြောမှထပြန်ကုန်၏ဒါတောင်ချောင်းဝတွင်ရစ်တီကြာနေပါလေအညီရှိရာရင်အောင်ချင်းကတဘာဝသည်အာနာလိုက်တာဗျာရိုင်းရကြနေပြီလားမသိဘူးရပါတယ်ရှင်ကိစ္စမရှိပါဘူးကြည့်ကြပါစေနှင်းယူဟုအမိတိရ၏မင်းသမီးလေးကသဘောတရားပြေဝလှချေသည်ကောတနေ့တ၌ကျွန်ုပ်တုတ်ပြီးနှင့်မင်းသမီးနှင်းခင်တို့စကားစမီပြောနေကြသည်မှာနှင်းခင်နှစ်ပါးတော့ကတာလာရင်ဟုတ်ကဲ့ကတာပါတယ်ဦးဒါဆိုကျွန်ုပ်ကိုတခုကူညီပေးနိုင်မလားမသိဘူးပြောပါဦးရဲ့ဘာကူညီရမှာလဲကျွန်ုပ်ကအခုမင်းသမီးဆယ်လက်ကိုမြိုင်ထတင်ပေးနေရတယ်ခက်တာကကျွန်ုပ်ကမင်းသမီးကမကြွကျင်ဘူးအကနဲ့တချင်းကိုသူတို့ကိုနှင်းခင်ကတင်ပေးနိုင်မလားရပါတယ်ဦးရဲ့ကျမတင်ပေးပါမယ်ကျေးဇူးတင်လိုက်တာဗျာတို့ဖြစ်ကျွန်ုပ်မှာလွန်စွာမှတာဝန်ပေါက်သွားချီသည်တကားယခုကပြဿနာတိုက်ခြင်းရိုင်းကခြင်းကိုဥအေရချမ်းအိမ်တွေနဲ့လက်ကျွန်ုပ်အိမ်တွေနဲ့လက်ဘာစီအိမ်တွေနဲ့လက်လောက်ကင်ခဲ့ဒီမှာပြည်စီလူချေပြီဖျားပွဲတောင်အတော်ကြီးလာပြီတကြီးပစီကိုပဲပြက်စီတဲဖို့အကူအညီတောင်းရမှာပဲစားအတွက်လိုတဲ့ဆိုင်းနဲ့ဇောင်းဝင်ပစ္စည်းအားလုံးအတွက်ကျွန်ုပ်ဇံပေးပြီးသားတကြီးကပတိဆိုင်စီလူလွတ်ပြီးတည်ယူဖို့စီစဉ်ပေးပါကျွန်ုပ်ဒီမှာဇက်ကိုအချောတိုက်ဖို့နေခဲ့ရပါမို့ပါတပောင်ပွဲတော်ရဲ့နေကလာပြီးဖြစ်တဲ့ဖြစ်လွမ်းစီတီဖျားပွဲအနီးကွက်လက်တွင်စားစင်ထိုးကြ၏ဤရက်များတွင်ကျွန်ုပ်တို့ကြုံတန်းရွာသားတို့၏စုပေါင်းညီညွတ်မှုပြပွဲကြီးဆိုကမှားအမထင်ပေကတုတ်ဘီကျုပ်တို့အခုရက်တွေဟင်းကုန်တက်တာတော့ဟေးဘာဖြစ်လို့လဲနှင်းခင်လဲတယောက်တိုးနေတဲ့ဥစ္စာထွေတာမချက်ပါနဲ့ခွာအာနာစရာကြီးတော်ကလေကျုပ်ပြောတာစောင်းအောင်နားထောင်စမ်းပါဦးနှင်းခင်ကြောင့်ဟင်းကုန်တက်တာတော့ဟိုကလာတာကလာဖို့ဒီကလာတာကလာဖို့တနေ့လင်းကားခွက်မကပါဘူးတော်အမစောတင်မောင်တို့ဆိုမင်းသမီးချိုးဖို့ရေတောင်လာထမ်းပေးတယ်အေးလေမကြတော့ပါဘူးစ3ညကပြီလို့နှင်းခင်ပြန်သွားတဲ့အခါဒီကိစ္စပြီးတော့မှာပါကွာမထင်နဲ့တော်ကြီးကာလာသားတွေကနှင်းခင်လို့လှလဲလှတော်လဲတော်တဲ့မိန်းကလေးကိုကြုံတဲ့ရွာသားတူဦးနဲ့ညောင်းအပြိုင်စူးစမ်းနေကြတာသူတို့အပြောကတော့ဒါတူတယောက်တည်းအတွက်မဟုတ်ဘူးတဲ့
ရက်ကျိုးရွာကျိုးတဲ့တော်ကြီး ဟေးတကြီးပါစီဥဆောင်တော့စိုင်းရပါဝင်ဇောင်းဝင်ပစ္စည်းများတင်ဆောင်ထားတော့လှဲများရွာသွင်းတို့ဝင်လာချေဟေး လှဲတွေရောက်လာပြီဟေ့ ကျွန်ုပ်လည်းလက်မလဲအောင်ညွှန်ကြားရချေပြီကောကဲဟေးစားဖွဲ့ဝင်တွေဒီညစိုင်းတဲ့အပြီးတိုက်မယ်ဝတ်စုံတွေအဆောင်ဝတ်ခဲ့ကြပါစိုင်းစရာတွေခမားတို့စိုင်းဝိုင်းကိုတခါတည်းစင်ပေးကြပါကျွန်ုပ်တို့တီးဝိုင်းနဲ့အကြအနကားကြမှာမို့ပါစိုင်းဓမားများစိုင်းမြေစင်နေကြဒီကိုကြည်ရင်ဝေဘာတာများထွက်လာချေဝေဘာရေးကမြို့မဟုတောမဟုလူရှိလျင်ဝေဘာရေးရှိမိတာဒီဟင်းစိုင်းဝိုင်းကလည်းနှက်ဆိုင်လားကွာပတ်တချံဝိုင်းပဲအေးလေကွာဆိုမှမဟုတ်ပါဘူးဝေဘန်တာများကြတော့ဘိုက်ကလေးကသွားဟောက်ချီပြီကော အကုန်ကြတက်တာအောင်ဆရာတို့ကစီစဉ်ပေးတာဗျပါစက်အားတိုင်းလေးရှင်နေကြနဲ့ဟမ် ဘာမဟုတ်ဒီကိစ္စနဲ့အခြေအနေတင်းမမလားစေရန်ဖြန်ပြေရ၏ဟေးဘိုက်ကလေးမတိတဲ့လူတွေရဲ့ဝေဘာရေးကိုလက်မခံပါနဲ့ခွာသူတို့နားမလဲလို့ပါဇက်တိုက်တဲ့အခါတိသွားပါလိမ့်မယ်တို့ဖြစ်တကယ်ဇက်တိုက်တော့အခါပတချံဝိုင်းဖြစ်သည့်မိုးဒီတာနတ်တပင်ဒီကြုံတိုင်းရွာသားတို့၏တဘောအကြဆုံးတီးဝိုင်းဖြစ်ခဲ့ရချေသည်တကားကျုပ်တို့အထင်သေးမိတာမှားတယ်ဗျာနောက်ကိုစင်ကျင်ပေါ့ဗျာကဲနဲ့ဖန်ခါဇက်တိုက်တာနာပြီးတပည့်ခါကြတော့ကားရတော့မယ်ကိုတာဝုံကိုအကောင်ဆုံးယူပြီးစူးစမ်းကြပါမြန်ယာစာတုတ်ပြီးဦးစီးသည့်မင်းသားကြီးစိန်တုတ်ပြီးစက်တပင်ကျုံတိုင်းရွာသားများအထူးပါဝင်တင်ဆက်တော့မင်းသားကြီးစိန်တုတ်ပြီးစက်တပင်ပါလားဝေတောက်ကျိုးနဲ့တုတ်ပြီးပါကလားဟာကျွန်ုပ်များအပြစ်တင်ကြအောင်မလားမသိပါစီကိစ္စမရှိပါဘူးဆရာတို့ရဲ့ဆရာတို့တကယ်ဦးစီးပြီးအပင်ပန်းခံခဲ့တာပဲဟာတစစ်စကားတစစ်နာပြီကျွန်ုပ်ကိုယ်တိုင်ကပြမိတဲ့ကရိုးမတခွင်ရွာဆောင်တို့ပြန်နာချေရကရွာပေါင်းစုံမှလှဲနဲ့တဖုံလှဲနဲ့တမျိုးခြေလင်းနဲ့တတွဲလာကြကုန်ချေရာကြုံတိုင်းရွာမှပွဲကင်းလေးကကြက်ပြန်မကြစီကားလာ၏ဘိုက်ကလေးကမင်္ဂလာတည်င်းကိုကျွန်ုပ်ရှိရာစဆင်နောက်တို့လာဖို့ချီဖျားတွေအကုန်ရောင်းကုန်နေချက်တို့ကောင်းတယ်ဟေးဒါပေမဲ့ကျွန်ုပ်တို့ထိုးရင်ချက်မရှိအောင်လုပ်ကြရမယ်လူမုံတို့အပွဲတုံးကအမားမျိုးမရှိအောင်လုပ်ကြရမယ်ဥပမာမီးဆက်ပြတ်တာတို့သူရိုးကျို့ပြီးစားခုံပေါ်မှာမှန်တာမျိုးတို့တမင်ကောင်းပြုတ်ကြတာတို့ခေါင်းဆောင်ပြောင်းပြန်ဖြစ်တာတို့တော့မရှိနိုင်တော့ပါဘူးဗျာရာမအော်ဗရာမအောင်ပါတာအေးအခုလုံးမဲ့ပုံနာရင်းကအကုန်ကြတက်တာပြီးကြည်သူကြိုက်အောင်လှုပ်ထားရတော့အမားနဲ့မှဖြစ်မှာကွမင်းသားဟဲ့ဘိုက်ကလေးဒီရွှေထုတ်တယောက်စားထဲမပါဒီနဲ့သူလဲတရုတ်ဆောင်မလျှောက်တော့ပါချေတို့ဖြစ်ချေရအခန်းဝင်အခန်းပြောင်းအတွက်ဇက်ခုံမန်နေဂျာအဖြစ်သူ့ကိုကျွန်ုပ်ခါထားရချေကလကာဆွဲငပြူးနောင်ကိုလည်းတေချာစေရန်အထက်သတိပေးရချေဝီစီတန်ကိုမပြတ်နားဆွင်တော့ကလကာမချရင်အကရဖို့ခဲမယ်စိတ်ကြပါဆက်တွေ့ရမင်းသားဦးအစားနဲ့ဟိုပြေးမှာလိုက်ဒီပြေးမှာလိုက်နဲ့ဖြာများနေတော့ကျွန်ုပ်ကိုတကြီးပါစီပင်တောင်းပန်တိုင်းမြေယူရချေဇရာတို့ဒီလောက်ကြီးပူပါမနေပါနဲ့ဗျာကျွန်တော်တို့လည်းရှိတာပဲဟာကဲလင်းချယ်ဖို့လုပ်ပါဦးယခုအချိန်တွင်ကျွန်ုပ်နဲ့တကွစားကားမိသူများအားလုံးမိတ်ကလဲရင်ဥဝစားလဲနေကြချေပြီမိတ်ကလဲမေးသူကပဒုံးစိန်တစ်ပက်မှတ်သိမ်းမြင်တင်းမြင်ငါ့ကိုအပြူလေးနဲ့တူအောင်ချဲပြီးနော်ကောင်းမ Hello testing 1 2 3ရပြီအခုကစပြီတမျိုးတဘာသာထူးရအောင်ကြုံတိုင်းရွာသားများရဲ့ပုံနာရိမ့်နဲ့စပြီးဖြေပြောပါတော့မယ်ခင်ဗျာကလကာမဖွင့်မီတချင်းတန်ကညီညာစွာထွက်ပေါ်လာချေသည်ချန်နာပနာဂျီကလကာပွေသွားချေပြီကောပရိသတ်ဩဘာပေးတာများကညာမစဲတဲ့ကောင်းတယ်ဟေးဒါမှကြုံတိုင်းရွာသားကွရဲလေရဲရတဲ့အကုန်ကြလဲလွန်တက်တာပဲဟေးပုံနာရိမ့်ပြီးတော့ဆက်လက်ကြီးညာဒီမှာယခုအချိန်ကစပြီးစံညိုးစရာကိုကြည်နိုင်နဲ့ဒရိုက်တာမြန်ယာစာတုတ်ပီရဲ့တာတင်ကိုတာတင်တယ်ဆိုတဲ့စင်တင်ပြဆကြီးကိုစတင်ပါတော့မယ်မင်းသားတာတော့အောင်မင်းသမီးနှင်းခင်အောင်ကျော်စိုးကြီးကန်းတို့ကအမှားရွေးမရှိတဘာဝကြစွာကားပြကြရင်ပရိသတ်ကိုဖမ်းဆနိုင်ပြန်ချေပြဆဒီအမှားကင်းနေတဲ့ဖြစ်ကျွန်ုပ်မှာဝန္တာအားရချေသို့တော့မကြမီတွင်ဖမ်းမဆောင်ဖြစ်ပေါ်လာသည့်အမှားယွင်းကနှင်းခင်ကရေခတ်ပြန်လာချိန်တွင်တာတင်စံဘူးကြာရိုးတို့နှင့်အဆုံးကြရာတာတင်ကအနှင်းကိုချေဆိုပြီးဆွဲလာရန်လာပြုတ်ခံသည်အိုးလွတ်ရှင်းတို့မစော်ကားနဲ့နော်တာတင်ကိုပါတယ်လို့လေအနှင်းကိုချီရမှာကျဉ်တ်မှာနော်ချစ်ပြတာတင်ဆွဲလွဲမှုကြောင့်ရေအိုးလွတ်ကျသွားပုံထိုစဉ်တာတို့အောင်နဲ့ကွာတို့ဝင်လာသူတပြန်ကိုတပြန်ထိုးကြိတ်ကြစံဘူးနဲ့ကြာရိုးတို့ကတိုင်ပင်ထိုးကြ၏ဇက်တိုက်စင်ကအတိုင်းကွက်တိဝင်တော်လဲထိုစဉ်ကရေအိုးကွဲများမပါချေရာတကယ်တွင်မူစံဘူးနဲ့ကြာရိုးတို့မှာချက်ချင်းပြန်မထနိုင်ကြတော့ချေရေအိုးကွဲချုံများရင်မဆူးကုန်၍သည်ပရိသတ်ကတဘာဝကြလာ၍လက်ခုပ်တန်နှဖြောင်း
ရိသတ်များမသိတော့အမှားသည်ဒုတိယမားသူကမတ်တေးမြင်သည်တာရင်တို့အုပ်စုကမင်းသားအမေကိုနှိပ်စက်ချေရာစားတိုက်စင်ကမတ်တေးမြင်မှာရိုးရိုးလေးငိုပါဟုကျွန်ုပ်စကားနားထောင်ခဲ့တော့လေယခုဇက်ကုံပေါ်တွင်မူ ပြုတ်ရဲ့ပါရှင်ဘဒုမျက်နှာလူမထင်ဘူးအိုးတာဒီရဲ့ငါလင်းတာရှင်နေမလွယ်ဘူးငိုချင်းကြီးချလိုက်ချေရာဆိုင်းမှာလဲချက်ချင်းငိုချင်းချလိုက်ရတော့သည်ပြဆက်ကငိုချင်းလဲပါတော့ကွမြည်တို့ပင်ဖြစ်စေဤနှစ်ချက်သာမှားပြီးပြဆတစ်ပုတ်လုံးရှော့ရှော့ရှူရှူဖြစ်သွားချေရာကျွန်ုပ်တက်ပြင်းချရ၏တော်ပါသေးရဲ့ဆက်လက်ပြီးမြိုင်ယာစာမြိုင်ထနဲ့ဖြေပြောပါတော့မယ်အစီအစဉ်ကျင်းညာသူကျင်းညာလိုက်သည်နှင့်ပရိသတ်၏လက်ခုပ်ဩဘာတန်ကြီးကယုံပွင့်မခံစူညံညံလှတော်၏မြိုင်ယံလှပြားတို့တွေ့မှာခွာညိုကတင်းတယ်မြင်ကျွန်ုပ်ဒီတောင်ရှည်ချိတ်ကိုမကာအဖြစ်ကျွန်ုပ်နောက်တွင်မှတ်သေးမင်းနှင့်အောင်မြင်ထဲဝါစွာဟဲလိုက်သည့်တန်ကမိုးရန်တို့တိုင်းလွေ့ပြန်တည်းစိုင်းတကြော့တွင်ကျွန်ုပ်ဒီကွေးကောက်စွာကိုက်ပြတော့သည်တကားမင်းသမီးများ9ယောက်တည်းခွဲထိုင်ကြစဉ်ကျွန်ုပ်ဒီဖဏမဆောင်သေးမြင်နှင့်တွဲ၍မြိုင်ထက၏ကျွန်ုပ်တို့စုံတွဲသည့်အထိုင်ထမြိုင်ထကိုလှလှပပကြီးကပြီးနောက်စိုင်းချတွင်ကျွန်ုပ်မှာတောင်ရှည်ပစိုးအောက်ဆကိုခြေပြားနှင့်ခတ်၍မအသည်မိတို့ဖြစ်သွားချေသည်မသိပစိုးကျွတ်သွားချေဟာဟိုက်မြိုင်ထမှာတော့ဟာတာထွင်တဲ့ဇက်တို့ပဲဟေးကျွန်ုပ်ကံကောင်းခြင်းလားကံဆိုးခြင်းလားမပြောတတ်ပါလုံရှိကြွကြခြင်းကိုကျွန်ုပ်ထွင်သည်ဟုထင်ကားပရိဒတ်ကသဘောကျမဆုံးသည်ထိုအခါကျွန်ုပ်လည်းပရိဒတ်ကြိုက်ချော်လဲရောတိုင်ကနေရတော့သည်တကားပွဲချီတောင်းချီစလုံးထိုတောင်ရှိကြွကြခန်းကိုကြီးကပြရပေတော့တည်းဒီနေ့ကမကောင်းပါလားရေမောချင်းဖြင့်ဘဝမောပြေနိုင်ကြပါစေရွှေမင်းတနုဖြူ